မင်္ဂလာပါရှင်စံကိုစတိုရီကပြန်လည်ကြိုဆိုပါရစေဒီကနေ့မှလည်းစာရေးဆရာမြတ်ခိုးလင်ကရေးသားထားတဲ့မော်ဆိုဖိုတင်ရဲ့မိသားစုဖျားဖူးခရီးစဉ်အစဆုံးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နားဆင်ပေးကြပါအောင်ရှင်ဒီဇင်ဘာလမနက်ပိုင်းချိန်ရခိုင်ရိုးမတော်ရန်တွင်ကညောင်ကိုင်းရွာကလေးမှာမနက်ခင်းနဲ့တူတရွာလုံးကလှုပ်ရှားသက်ဝင်နေကြပါတယ်ရာသီဥတုအေးတာကြောင့်ရွာအိမ်တိုင်းကြီးပါချောင်းဝင်းထဲမှာမီးဖို့ပြီးတော့မိသားစုတွေမီးလုံနေကြတယ်။ပြောင်ဘူးကစုံအိုးတွေကိုမီးဖို့ပြီးတော့ကလေးရောလူကြီးပါစားတောက်နေကြတယ်။လက်ကြီးရွယ်အိုတွေကလည်းမီးဖို့ကောင်းတဲ့အိမ်မှာလာဆိုပြီးတော့စေတံခဲသူခဲစေးသားလိတ်ဖွာသူဖွာပြီးတော့ရင်ွေချမ်းတောက်သူတောက်နဲ့ရှီဟောင်းနှောင်းဖြစ်တွေပြောဆိုရင်းနဲ့ရှိနေကြတယ်။ကျုံညာကအိမ်ရဝင်စောလို့စောစောနူတော့ရင်ဝင်ထဲမှာအိတ်နေတဲ့နော်ရမနိုးစီပဲအသာထပြီးတော့ဆောင်းလေးတေချာချုံပေးပြီးမျက်နှာတက်လိုက်တယ်။မီးဖို့ပြီးတော့မီးလုံဖို့စိတ်ကူးပေမဲ့စိတ်ကူးပြောင်းပြီးရွာထဲမှာလမ်းလျှောက်ရကနေရွာသားတွေလှုပ်ရှားသွားလာနေတာမြင်နေရခြင်းဖြစ်တယ်။မုံရောင်တဲ့သူတွေကလည်းအင်းရှိလမ်းဘေးမှာမီးမွေးပြီးမုတ်တွေလုံနေတာတွေ့ရတယ်။ရခိုင်မုတ်တီရောင်သူတွေကညကချက်ထားတဲ့ဟင်းရည်ဦးကိုပြန်နှွှေးနေကြတယ်လို့အကျော်ရောင်တဲ့သူတွေကလည်းစီအိုးတဲပြီးတော့စတင်ကြုံနေကြပြီ။ကောင်းကြီးရောင်နေသူကလည်းကောင်းကြီးစပေါင်းနေပြီးတော့ကျုပ်ကငုတ်ပေါင်းရောင်သူစီငုတ်ပေါင်း၄-၅ခုဝယ်လိုက်တယ်။ငုတ်ပေါင်းကရေဦးမှရေထက်အပေါ်ကိုရေနွေးငွေ့တက်စီပြီးတော့မုံအမုံကလေးတွေထည့်ထားတဲ့ကြံတကာချစ်ထားတဲ့အုံသီးပတ်လေးတွေရွှေပြီးတော့အဝတ်ပါတစ်ထည်မှာထည့်ဖုတ်လိုက်ပြီးရေဦးပေါ်မှာတင်ထားတဲ့ခွက်ပေါ်တင်ပြီးအပေါ်ကခွက်တစ်ချက်ဖုံးပြီးတော့ပေါင်းထားတဲ့ငုံမျိုးပါ။တက်တဲ့ကအားလုံးစီးကပ်ပြီးတော့စားကောင်းတဲ့မုတ်ပေါင်းရလာခြင်းဖြစ်တယ်။မိုးစင်စင်လေးတော့အိမ်ဘက်ကိုပြန်ခဲ့တယ်။အိမ်ရောက်တော့နော်ရနိုးနေတာတွေ့ရပြီးရင်နွေးထည့်ထားတဲ့တကူကိုပေးတယ်။ကျုပ်ရင်နွေးဦးတဲ့ရင်နွေးနဲ့လက်ဖက်ချက်ကိုထည့်လိုက်တယ်။မနေ့ကအိမ်ရနိုးတော့ဦးအောင်မတွေ့လို့အိမ်ကနေပြေးသွားပြီလို့မှတ်နေတာ။ပြန်လာလို့တော်သေးတာပေါ့။လမ်းလျှောက်ထွက်ရင်းနဲ့မိုးပေါင်းဝယ်လာတဲ့နော်ရမနေ့စာမလုံးနေတော့ဖွေတဲကြီးမကြိုက်ပါဘူး။တခြားမို့ဝယ်လာတာမဟုတ်ဘူး။မဖွေပါဘူး။တခါတလေအပြောင်းလဲဖြစ်အောင်စားကြည့်ပါ။ကောင်းပါလေကွ။ဒီလင်မယားမနဲ့အစောကြီးကြည်နူးနေတယ်ကောဟလားဟာမမတလင်းဖြူလက်မှာကြိုက်ကြီးဆွဲလို့အစောကြီးရောက်လာပါလားညီမတလင်းဖြူရောအတော့ပါအိမ်မော်တက်ကြလीမုံပေါင်းစားပါအောင်ပူပူနွေးနွေးဆိုစားကောင်းတယ်ကျုံနဲ့နော်ရစကားပြောနေချိန်ကြိုက်တလုံးဆွဲပြီးရောက်လာသူကတလင်းဖြူဖြစ်တယ်သူနဲ့အတူအင်ကူမိမကြီးပါလာတာတွေ့ရတယ်အိမ်အကူဆိုပေမဲ့တလင်းဖြူတို့မောင်နှမနဲ့ဆွေမျိုးနီးစပ်တော်တယ်တဲ့တလင်းဖြူနဲ့အတော်ကြီးအိမ်မော်တက်လာပြီးကျုပ်တို့နာမှာထိုင်လိုက်တယ်။အိမ်မှာမုံဟင်းကချက်စားလို့ကိုဖိုးတီတို့လင်းမယားအတွက်လာဖို့ပြီးတာ။နော်ရကြိုက်တွေလှည့်ပေးပါအောင်စီးစရာမလိုဘူးနော်။အိုးတကူးတကလာပြီးတာစီးလိုက်ပါမယ်။ဘာပင်မနာမှလို့နော်ရကကြိုက်ဆွဲပြီးအိမ်နောက်ကိုဝင်သွားတယ်။ကိုကျော်စွာရောဘာလုပ်နေလဲ။အိမ်နေတော့လေအခုထိမထသေးဘူး။ကိုဖိုးတီတို့နဲ့ပေါင်းပြီးတော့အိမ်ကက်တွေကိုမရှိတော့ဘူး။အမဲလိုက်သွားရတာနဲ့ခရီးထွက်ရတာနဲ့ပြန်လာရင်သူကြုံရတာတွေအိမ်ရလူတွေကိုပြောပြနေတာသူကိုစိုးရိမ်လို့လေကြာရင်နှလုံးရောဂါရတော့မယ်ဒါဖြင့်ချိန်ငိမ်သွားအောင်မိမပေးစားလိုက်ပေါ့ဟာကိုဖိုးတီစီကမိမပိုးနီးတွေမတင်ဘူးလားအရက်တောက်နီးပဲတင်လာတာလေအခုဆိုရင်ချက်အရက်တွေလည်းတောက်တတ်နေပြီညီမကိုသဘောကျတဲ့မိန်းကလေးရှိတယ်လို့မပြောဘူးလားအသက်လည်းရလာပြီလေမိမယူသက်နေပြီဆိုတော့ကြိုက်တဲ့သူရှိရင်နီးစပ်အောင်ကူညီပေးလိုက်ပေါ့ကိုဖိုးတီရဲ့ဟာရှိတော့ရှိတာပေါ့ကိုကျော်စွာကသူသဘောကျတဲ့မိန်းကလေးကိုနီးစပ်ဖို့လည်းမကြိုးစားဘူးဖွင့်ပြောမယ်လည်းမထင်ပါဘူးဟင်ဘာဖြစ်လို့နီးစပ်ဖို့မကြိုးစားတာလဲသူကအိမ်အောင်ပြုတ်လိုက်ရင်သူ့မိန်းမနဲ့သူ့ညမနဲ့အဆင်ပြေပါမလားထိတ်တွေးနေတာပေါ့မှာပေါ့အိုးဒီအကူကတော့လေမဆိုင်တာတွေတွေးပုံနေတယ်ဒါနဲ့အဲ့ဒီမိန်းကလေးကဘာတူလဲဒီရွာကလားတခြားရွာလားကိုဖို့တီဒီရွာကပဲသူ့ကိုနင်းလဲသိပါတယ်ခင်ထားလေဒီရွာအကြောင်းဆီယာမခင်ထားကိုကြိုက်နေတာလားဟိုကအတီးတက်နေတာအကူစရဲမှာမဟုတ်ဘူးကိုဖို့တီကူညီပေးလိုက်လေမမသူများယောက်ျားကိုအောင်သွဲခိုင်းနေတယ်ပေါ့ဦးနဲ့ကြိုက်သွားရင်ဘယ်နဲ့လုံးမတော့နော်ရမကတော့လေသူ့ယောက်ျားကိုတဝင်းတူစိတ်မချတာနဲ့ပဲအတော်ချစ်တာလားကိုယောက်ျားကိုချစ်တာပေါ့လို့နောက်ဦးရဲ့ကျိုင်းဆွဲပြီးပြန်ထွက်လာတဲ့နော်ရအောင်သွဲမလုပ်ဖို့တောင်းမြင့်စကားပြောလာခြင်းမှာအကဲကတော့ပို့ပသူ
သူယောက်ျားအဖိုးကြီးကိုများအိမ်လိုက်အောင်မလားနော်ယာမလိုက်တော့ပါဘူးမမရဲ့ဦးအိမ်မှာရှိတော့ဦးစားကျင်တာချက်ကျွေးမလို့ခင်ချားကိုကိုကြော်စွာသဘောကျနေလေဆိုတာကျုပ်ပြောတယ်လို့မပြောနဲ့နော်သူကကြိတ်ခံစားနေတာလူသိသွားရင်ရှက်လိမ့်မယ်ဆီယမခင်ချားကိုထမင်းဖိတ်ကျွေးပြီးတော့ရင်းနှီးအောင်လုပ်ပြီးအကိုနဲ့အောင်သွဲပေးရမယ်ပြန်တော့မယ်နော်ကိုဖိုးတီနဲ့တော့ယာတလင်းဖြူကဂျိုင်အလုံးကိုဆွဲပြီးကျုပ်တို့ကိုနှုတ်ဆက်ပြီးတော့ပြန်ထွက်သွားတယ်ကျုပ်သူရကျော်စွာခင်ချားကိုကြိုက်နေကြောင်းကြောက်တွန်းလိုက်တဲ့အဖြစ်ကိုတွေးရင်းနဲ့တူတူလေးရှိနေမိတယ်မဟင်းကားစားမလားမဟုတ်ပေါင်းစားမလားဦးမဟင်းကားပဲစားတော့မယ်မဟုတ်ပေါင်းကဘယ်နည်းမဆိုစားလို့ရတယ်စားဖို့ပြင်လိုက်နော်ရကျုပ်တို့ရွာမှာမဟင်းကားရောင်းနေဆိုင်မရှိသလိုချက်စားလိမရှိတာကြောင့်မဟင်းကားမစားရတာကြပြီးမို့မဟုတ်ပေါင်းထုတ်ကိုပြီးချပြီးလင်မယားနှစ်ယောက်မဟင်းကားစားနေချိန်တာဝရောက်လာတယ်ဘလို့ပလောင်းတွေနဲ့ဘာဒီစားနေတာတော့ဟာမဟင်းကားတွေပါလားနော်ရချက်တာလားကျွေးပါအောင်ဗျတယောက်တစ်ပကံစားပဲမမတင်လင်းဖြူလာကျွေးလို့စားရတာဥတာဝါဖို့မရှိတော့ဘူးမင်းစားခြင်းမဟုတ်ပေါင်းရှိတယ်အားလုံးစားလိုက်လေအာကောင်ကပ်ပြီးတော့မြို့ရခက်တယ်မဟုတ်မျိုးမတက်နိုင်ပါဘူးရှိတာပဲစားတော့မယ်ကိုကျော်စွာကလေကျွန်တော်တို့ကြတော့မကြွေးဘူးညနာလိုက်တယ်ဗျာသူတို့ကြော်စွာတောင်သိပုံမရဘူးတလင်းဖြူတို့လာတော့အိတ်နေတော့မယ်တဲ့ရှိတာစားစမ်းပါကွာတာဝါကမုတ်ပေါင်းကိုစားရင်းနဲ့ရင်းနှွေးနဲ့မျောချနေတယ်စားပြီးသားပကံတွေနော်ရစီကြောဖို့ယူသွားတယ်ကျုံနေတာဝါရင်းနှွေးတောင်းနေချိန်ရန်အောင်ရောက်လာတယ်ရန်အောင်တလင်းဖြူဟာမင်းကိုသူတို့အိမ်မဟင်းကလာစားပါတဲ့ကိုကြီးဖိုးတဲ့အိမ်မှာမဟင်းကလာပို့ရင်းနဲ့ပြောသွားတာကွတလင်းဖြူနဲ့ကျွန်တော်စကားတော်10ခုပြည့်အောင်မပြောဘူးအဲ့ဒါမဟုတ်စားဖို့ခေါ်ရတဲ့လားရှော့ပြောနေတာဝါသူကြောက်တော်နာမအောင်မြင်တာကြောင့်ဆက်ဖြည်းဖြည်းလုပ်နေတယ်ရန်အောင်ကအိမ်ဘော်ကိုတက်ထိုင်ပြီးရင်းနှွေးချမ်းငဲ့တောက်တယ်ကျတို့သုံးယောက်ရောက်တဲ့ရရပြောဆိုရင်ကျုပ်စိတ်ထဲမှာရှိတဲ့စိတ်ကူးတစ်ခုကိုပြောပြလိုက်တယ်ကျတို့နှစ်စဉ်သူများအသက်တွေတက်နေကြတာကုသိုလ်ကြတော့ဘာမှမလုပ်ဘူးနောက်တစ်ခုကကျတို့လူစုဖျားဘူးခီးလဲလူစုံတက်ဆုံမသွားဘူးသေးဘူးဖျားဘူးခီးထွက်ကြရင်မကောင်းဘူးလားဟာကြားသားမိုးချိုးအမေအပြည့်ထွက်မယ်ပြောမလားလို့ဖျားဘူးထွက်မယ်တဲ့နားကြားမားလားကိုကြီးဒါဝအောက်ကရပြောရင်မင်းရောမခေါ်ပဲထားခဲ့မှာနော်ကိုဖို့တီသွားကျင်စီရှင်သွားလေလူဆောင်တက်ဆောင်ဆိုကောင်းတာပေါ့ဘယ်ကိုဖျားဖို့ထွက်မယ်စိတ်ကူးထားလေတနိုင်ငံလုံးလားတနိုင်ငံလုံးအနှံ့တော့မဟုတ်ပါဘူးကွာကြိုက်တီးရိုးလောက်ပဲသွားမယ်လေဘူးနွေရကိုမျိုးနောင်ဒိုင်နာတစီဝယ်လိုက်တယ်တဲ့သူနဲ့တွေ့တော့ဖျားဖို့သွားခြင်းရင်စင်လုံးကားငှားလို့ရတယ်လို့ပြောတယ်ပြီးတော့သူကိုယ်တိုင်လိုက်ပို့ပေးမယ်လည်းပြောတယ်ဟာဒီလူကြီးကကားအကြောင်းကိုသိလို့လားဗျညဘက်ကားမောင်းလာတာသူကကားလန့်အဖြတ်နဲ့ကြုံတော့ဆိုင်ကယ်နှစ်စီးလာတယ်ဆိုပြီးတော့အလဲမှာရက်နေတာကားသမားဘရိတ်အုပ်လိုက်တာမြန်လို့ပေါ့မဟုတ်ရင်သေတယ်တဲ့တာဝစကားကြောင့်ကျုံနဲ့ရန်အောင်ရှိလိုက်မိတယ်ပောက်ကရတွေကြံဖန်ပြောတတ်တယ်ကွာကိုမျိုးနောင်ကဘကိုးမှာကုန်တင်ကားတွေစပယ်ရဝင်လုပ်ပြီးမှဒရိုက်ဘာဖြစ်လာတဲ့သူကတာဝရမိဘတွေစုံတော့ရတဲ့အမွေတွေထုတ်ခွဲရောင်းချပြီးတော့ကားဝယ်လိုက်တာမင်းပြောတာလေတကယ့်တောသားကြီးကိုဖြစ်နေပြီကိုဖို့တီကလည်းကိုတာဝတမင်ကြံဖန်ပြောတာအဲ့ဒါသူများပြောဖို့သူကအတော်ညံကောင်းတဲ့လူလုံးချံပြောတာမဟုတ်ပါဘူးကွဘူးနဲ့ရွာသားတွေပြောတဲ့စကားတွေကြားတာသူ့ကြောင့်ငါသိတောင်မသိဘူးမင်းတို့ပောက်ကရပြောတတ်တဲ့လူတွေကကိုမျိုးနောင်ကားဝယ်တော့ဟာတာအနေနဲ့ပြောတာနေမှာပေါ့ကြိုက်တီယိုဖေးကအေးဆေးဖူးပြီးတော့ပြန်လာကြတာပေါ့ကွာဘသူတွေလိုက်မှလဲကိုဖို့တီကျုပ်တို့လည်းမရတာဝါနဲ့မဲလုံးလည်းမရသူတို့ကြော်စော်တော့မောင်နှမလိုက်နေထင်တာပဲမင်းလည်းညရင်ခေါ်ချင်းခေါ်လေသူခမဆိုင်ကနေထွက်ရတယ်ကိုမရှိဘူးခေါ်ကြည့်မယ်လေသူကြည့်ရတာလေတနာပါလေဗျာဖြစ်နိုင်ရင်တော့အရက်မယောင်းစေချင်ဘူးဘယ်တတ်နိုင်မလဲသူတို့အိမ်စီးပွားရေးပဲလေတနာရင်ယူလိုက်ကြလိကွာမင်းဘက်ကအချိန်ဆွဲနေတာမလားအသက်တွေလည်းမငယ်တော့ဘူးနော်တစ်ချိန်ချိန်ပေါ့ဗျာဒီကြားထဲပြောင်းလဲသွားတဲ့အခြေအနေမျိုးတွေမကြုံခဲ့ရင်ပေါ့မထင်မှတ်ပဲဖျားဘူးသွားဖို့စီစဉ်လိုက်တဲ့ကျုံမုံရွယ်ရွာကိုသွားပြီးကိုမျိုးနောင်နဲ့တွေ့ပြီးတော့အာရန်ခဈေးစကားပြောပြီးရက်ချင်းတတ်မှတ်လိုက်ကြတယ်မူလာအစီအစဉ်မှာမပါတဲ့ဖျားဘူးလိုက်မဲ့သူ3ယောက်တိုးလာတယ်မြရင်ဖျားဘူးလိုက်ခွင့်ရမယ်မထင်ထားပေမဲ့သူ့အိမ်ကခွင့်ပြုလိုက်တယ်နောက်2ယောက်ကဒီဇင်ဘာကျောင်းပိတ်ရက်အားနေတဲ့ဆီယာမခင်ချားနဲ့သူ့မိခင်လိုက်ကြမှာဖြစ်တယ်ဆီယာမခင်ချားတို့သားမိကျတို့ဖျားဘူးသွားမယ့်အကြောင်းသိပြီးလိုက်လာတဲ့အကြောင်းကတော့တလင်းဖြူကြောင့်လည်းဖြစ်တယ်ကျုပ်ကသူရကျော်စွာခင်ချားကိုစိတ်ဝင်စားနေကြောင်းတလင်းဖြူကိုနောက်ပြောင်ပြောတော့တလင်းဖြူကခင်ချားကိုအိမ်မှာထမင်းဖိတ်ကျွေးရင်းနဲ့ဖျားဘူးခီးစဉ်ရှိကြောင်း
လိုက်မလာလို့မေးရကနေတာမီနှစ်ယောက်ကျုပ်စီကိုရောက်လာပြီးတော့မှကားမှလူဆိုင်ရင်သူတို့လိုက်ချက်တဲ့အကြောင်းပြောလာခြင်းဖြစ်တယ်။ညရင်လိုက်မဲ့ကိစ္စအတွက်လည်းညရင်ဖခင်ဦးမောင်ကြီးကျုပ်စီကိုရောက်လာတယ်။ကျုပ်ချန်ထဲမှာဦးမောင်ကြီးဝင်လာပြီးအိမ်မော်တက်ထိုင်တော့ကျုပ်ကလည်းအထူးတလဲအံ့ဩပြီးတော့ရေနွေးချမ်းနဲ့ဧည့်ခံလိုက်တယ်။ဟုတ်တယ်မင်းတို့မိသားစုဆရာတပည့်တွေဖျားဖို့ထွက်မယ်ဆိုအဲ့ဒါငါသမီးကသူပါလိုက်ချင်တယ်ပြောလာလို့ဟုတ်တယ်ဦးမောင်ကြီးကျုပ်တို့ဖျားဖို့ထွက်ဖို့စီစဉ်ထားတယ်။ကားကပေးစရာမလိုပါဘူး။ကားကုန်ကြငွေကျုပ်ကကုသိုလ်ယူသွားမှာပါ။လိုက်ချင်ရင်တော့ထည့်ပေးလိုက်လို့ရပါတယ်။ဘာမှမစိုးရိမ်နဲ့တခြားမိန်းကလေးတွေလည်းပါပါတယ်။အေးကွာငါသမီးကတကယ်တော့တနာဖို့ကောင်းပါတယ်။ပညာတော်ပေမဲ့သူ့အဖေလူဆိုးလူမိုက်ငါကြောင့်ပညာကိုစောင့်ခန်းတိုင်အောင်မသိရဘူး။ငငယ်ကလေးကကြောင်းထွက်လိုက်ရတယ်။အရန်ဖြစ်ပြီးထောင်ကျနေတဲ့အချိန်သူ့အမေနဲ့ရရအလုပ်လုပ်ပြီးတော့ရုံးကန်စားတောက်ကြရှာတယ်။ငါတို့ဒီရွာပြောင်းလာပြီးတော့အရက်ဆိုင်ဖွင့်တော့အရက်ရောင်းရတဲ့အလုပ်သူမလုပ်ချင်ပေမဲ့မိသားစုစားဝင်နေရေးအတွက်သူ့မှာရွေးချယ်စရာမရှိလို့လုပ်ခဲ့ရတယ်။လူမိုက်သမီးအရက်ရောင်းရတဲ့အဖြစ်ပဝင်းချင်းကအထင်သေးကောင်းသေးမှာပေါ့။ဒါပေမဲ့ငါသမီးရဲ့အနေထိုင်အပြောဆိုမင်းတို့လည်းမြင်မှာပေါ့ဖို့တရား။သူလည်းတခြားသူတွေလိုအပျော်ပါခရီးလေးပါလေးထွက်ချင်တာပေါ့။ငါခွင့်ပြုပါတယ်။ညရင်ကိုမင်းညီမလေးလိုစားလျှောက်ပါကွာ။လူရှိအမြင်မတော်တာတွေ့ရင်ဆုံးမလူတွေကငါတို့ကိုအထင်မြင်သေးကြတာမလို့နောက်ထပ်အထင်သေးခံရမယ့်ကိစ္စမျိုးတော့မဖြစ်စေချင်ဘူးဖို့တည်းဆိုင်မှာအမြည်ကောင်းနေကွရက်လာတော့အောင်ငါသွားတော့မယ်ဦးမောင်ကြီးသူပြောချင်းရပြောပြီးပြန်သွားတယ်ဦးမောင်ကြီးကအရင်ကတောက်စားမှုရစ်ပြီးစိုးသွမ်းသူတယောက်ဖြစ်ကြောင်းသိရတယ်ဖဲဝိုင်းမှာသူ့လိုလူမိုက်တယောက်နဲ့ဓာချင်းရှင်ခုတ်ရန်ဖြစ်ရကနေတစ်ဖက်လူလည်းသိသူလည်းထိခိုက်ဒဏ်ရာရမျက်နှာမှာကန့်လန့်ဖြတ်ဓာဒဏ်ရာကြီးကတရားပါဒဏ်ရာကြီးဖြစ်သွားတယ်ထောင်ကလွတ်တော့သူ့ဘဝကိုအလုံးစုံပြောင်းလဲဖို့သူ့အနေနဲ့ဆုံးဖြတ်ထားပုံနဲ့ကျုပ်တို့ရွာကိုမိသားစုလိုက်ပြောင်းလာပြီးတော့အရက်ဆိုင်ဖွင့်ပြီး3-4နှစ်အတွင်းမှာစီးပွားရေးဆင်ပြေပြီးတော့အစပထမဒဏိမိုဒဏိကအင်္ဂလိပ်ကနေတမိုးပြင်ကနှစ်ထပ်အိမ်အပြင်ကြောင်းဆောင်နိုင်တယ်။ဦးမောင်ကြီးကအရက်လုံးဝမတောက်တော့ပဲအရက်ချက်ဖို့တွေမှာကိုယ်တိုင်အရက်သွားယူပြီးတော့အမီးအတွက်ရွာကအသားမရရင်တခြားအသားရမယ့်ရွာတွေမှာသွားဝယ်ပြီးတော့သူ့ဘဝကိုပြောင်းလဲလိုက်သူဖြစ်တယ်။အခုလိုတကူတကစကားလာပြောခြင်းကရန်အောင်နဲ့သူ့သမီးကြိုက်နေတာသူသိပုံရပြီးတော့ကျုပ်တပည့်မှန်သိလို့လူရှိပြောစရာမဖြစ်စေဘူးကျုပ်ကိုထိန်ခမ်းခြင်းဖြစ်တယ်။ကျုပ်တောင်ထိန်စရာလိုမဲ့ကိစ္စမဟုတ်ပါရန်အောင်ကမြရင်ကိုလူရှိမှာအကဲပို့ပြမယ်သူမျိုးမဟုတ်ဘူးသူဘာသာသူအေးဆေးနေမဲ့သူမို့စိတ်ပူစရာလိုတဲ့ကိစ္စမဟုတ်တဲ့အတွက်ကျုပ်ကပြုံးစီစီဖြစ်နေတယ်။ဘုရားဘုကားငါပြီး3ရက်မြောက်နေ့မနေ့စောစောမှာမိုးမလင်းခင်ကလေးကကိုမျိုးနောင်ကရောက်လာပြီးတော့ကျောက်အိမ်ရှိမှာကာရက်ထားတယ်။ကျောက်အိမ်မှာမနေ့စာကျွေးပြီးရေနွေးချမ်းတောက်ပြီးတော့တခြားသူတွေကိုစောင့်နေတော့အားလုံးလည်းဝက်ကောင်းစားလာတွေနဲ့အထုပ်ပိုးကိုစီနဲ့ရောက်လာကြတယ်။တာဝါတို့လည်းမရသူတို့သားလေးပါခေါ်လာတယ်။ဘိုက်ခုံအင်ကြီးဝက်ထားတဲ့ဇနီးကိုမဲလုံးကကျင်နာယူရစွာတွဲတင်နေတယ်။ညရင်ကတေချာဝစ်စားပြင်ဆင်ပြီးသူယူလာတဲ့ထမင်းကြိုက်ကိုရန်နောက်လက်ထိပ်ကိုအပ်နေတယ်။သူရကျော်စွာနဲ့တလင်းဖြူတော်မောင်နှမကိုသူတို့အိမ်ကအိမ်တော်ချိန်ဥပမောင်နဲ့ထမင်းချက်အတော်ကြီးကလိုက်ပို့တယ်။သူတို့ကစားတောက်စရာတွေအတော်ဆုံးသလိုအထုပ်ပိုးတွေလည်းများတယ်။ခင်ခင်ထားနဲ့သူ့မိခင်လည်းရောက်လာပြီးတော့ခင်ခင်ထားကငကူကတနခါသာလိန်ထားပေမဲ့အခုတော့မိတ်ကပ်ပပလေးဖို့လာပြီးအဝတ်စားသစ်တွေဝတ်လာတော့တမျိုးတစ်ဖုံလှပနေတယ်။ကျုပ်ရဲ့ချစ်လာစွာသောဇနီးဖြစ်သူနော်ယာကအဝတ်စားအသစ်တွေနဲ့အတူတခါမှမဝတ်တဲ့ရွှေတယ်လက်ဝတ်ရတနာတွေဝတ်ပြီးတော့အမျိုးသမီးတွေနဲ့ကားနောက်မှာထိုင်ပြီးစကားတွေပြောနေကြတယ်။နောက်ခါမှာဘီးဘက်တစ်သားပြင်းမှာထိုင်သူထိုင်အလယ်မှာဖျားခင်းထိုင်သူထိုင်နဲ့ပျော်ရွှင်စွာနဲ့စုညံစွာစကားပြောနေကြတယ်။ကိုမျိုးနောက်ပြီးထိုင်ကုန်မှာထိုင်ကြတယ်။နှစ်ယောက်ထိုင်ရတာအနေငယ်ကြက်ပေမဲ့သူကအနောက်မှာမိန်းကလေးတွေနဲ့မစည်းချင်တဲ့အကြောင်းပြောတယ်။ဟာကိုကျော်စွာကျုပ်ထက်အရင်ကဥသွားပြီ။နောက်မှာမိန်းကလေးတွေနဲ့မစည်းချင်ဘူးဗျာ။တာဝါနဲ့မဲလုံးလည်းပါတာပဲ။ပြီးတော့မြရင်လည်းပါတာပဲ။မြရင်နောက်မှာကတ်ထိုင်ပေါ့။ကားကြိုင်ဆောင်လို့ကားခုံတာအကြောင်းပြပြီးတော့ပါလီကိုနမ်းလို့တော့ရသည်ဟာဗျာကိုကျော်စွာခမည်းနဲ့နေရာလဲမယ်ဗျာဆီယာမလည်းပါတော့ဆီယာမနာကတ်ထိုင်ပေါ့စောနာကပြောသလိုကားခုံတာအကြောင်းပြပြီးနမ်းပေါ့ဟာငါနဲ့သူဘာမှမဆိုင်တာပါရိတ်ခဲရမှာပေါ့ကွနောက်မှပဲထားလိုက်ပါရန်အောင်ရသွားရန်အောင်လည်းရှေ့မှာထိုင်ဖို့ရောက်လာတော့ကိုကျော်စွာဆာနှောက်မှုခံရပြီးနောက်ပြောင်နဲ့ပြန်ပြောရင်းနဲ့အနောက်ကိုပြန်ရောက်သွားတယ်ကိုမျိုးနောင်ကားကိုကျုပ်တို့ရွာကနေမောင်းထွက်လာခဲ့ကြတယ်ကျုပ်တို့ပြည်မြို့မှာတညအိမ်နာပြီးတော့ခရီးဆက်ခဲ့တဲ့အခါမှာ
ပဲခူးမြို့ကိုရောက်လာတယ်။ပဲခူးမှာရွှေသားလျောင်းဖျားဝင်ဖူးကြသလိုကမ္ဘောဇတာဒီနန်းတော်ဟောင်းကိုလည်းဝင်ရောက်လေ့လာခဲ့ကြတယ်။ဖျားသမိုင်းနဲ့နန်းတော်သမိုင်းကိုလေ့လာကြည့်တော့အခုလိုသိရတယ်။ရွှေသားလျောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကကမ္ဘာအကြီးဆုံးနဲ့ရှေးအကျဆုံးလျောင်းတော်မူဖျားတွေထက်ကတဆူအပါဝင်ဖြစ်တယ်။ AD 994ခုနှစ်မှာမွန်ဘရင်မက္ခာတိပမင်းကြီးတီထားကိုးကွယ်ခဲ့ပြီးတော့ပဲခူးဟန်တာဝတီနေပြည်တော်ကြီးပျက်စီးသွားတော့ရုပ်ပွားတော်ကြီးကတောတောင်ထဲမှာနှစ်ပေါင်းများစွာလူမသိသူမသိပျောက်ကွယ်နေတော့တယ်။1881ခုနှစ်အင်္ဂလိပ်တွေမြန်မာပြည်ကိုသိမ်းယူအုပ်ချုပ်စဉ်ကာလမှာယထာလန်ဖောက်ဖို့လမ်းကြောင်းရှောင်ရင်တောထဲမှာဖျားကြီးကိုမမျှော်လင့်ပဲတွေ့ခဲ့ရခြင်းဖြစ်တယ်။ဗုဒ္ဓရုပ်ပွားတော်ရဲ့ခြေပွားတော်မှာဗုဒ္ဓဘာသာစัจ java လာသဘောတရားကိုဖော်ဆောင်ထားတဲ့ဆက်လက္ခဏာ108ခွက်ကိုအသေးစိတ်ထုထားပြီးတော့အင်မတန်လက်ရမြောက်ကြောင်းတွေ့ရတယ်။ကမ္ဘောဇတာဒီနန်းတော်ကြီးကမြမသမိုင်းမှာနေပယ်အကျယ်ဆုံးစိုးမိုးနိုင်ခဲ့တဲ့ဒုတိယမြန်မာနိုင်ငံတော်ကိုတည်ထောင်သူဘုရင်နောင်မင်းတရားကြီးရဲ့နန်းတော်ဖြစ်တယ်။ AD 1553ခုနှစ်ဘုရင်နောင်မင်းတရားကြီးကဟန်တာဝတီနေပြည်တော်ရဲ့ဗဟိုချက်အဖြစ်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းသိရတယ်။နန်းတော်ကြီးကမူလပထမရွှေပြားတွေကတ်ထားပြီးရွှေရောင်တဖိတ်ဖိတ်တောက်ပနေကြောင်းသိရပြီးတော့ AD 1599ခုနှစ်မှာမီးလောင်မှုကြောင့်ပျက်စီးသွားခဲ့တယ်။လက်ရှိမြင်နေရတဲ့နန်းတော်က1990ပြည့်နှစ်ကျော်မှာမူလနန်းတော်ဟောင်းကိုအခြေခံပြီးရှေးမှုမပြတ်ပြန်လည်တည်ဆောက်ထားခြင်းဖြစ်ကြောင်းသိရပြီးတော့သမိုင်းဝင်ရှေးဟောင်းလက်ရနန်းတော်ဟောင်းပျက်စီးသွားခြင်းကစိတ်မကောင်းစရာမြမယဉ်ကျေးမှုအမွေနှင့်ဆုံးရှုံးရခြင်းဖြစ်တယ်။နန်းတော်ဝင်းအတွင်းမှာမြေနန်းပြတ်သက်တဲ့ဘုရင်နောင်မင်းကြီးရဲ့အဆောင်ကိုလေ့လာနိုင်တယ်လို့မူလနန်းဆောင်ဟောင်းနေရာကနေတူဖို့ရရှိထားတဲ့ကျွန်းတိုင်လုံးကြီးတွေနဲ့ရှေးဟောင်းပစ္စည်းတွေပြသထားတဲ့ပြတိုက်ရှိတယ်။ကျုပ်တို့ပဲခူးမြို့မှာတညအိတ်ကြမှာမို့စိတ်အေးလက်အေးလဲပတ်ကြည့်ရှုနေကြတယ်။ရွှေမော်တော်ဖျားကိုလည်းဝင်ဖူးတယ်။ရွှေမော်တော်ဖျားကြီးသမိုင်းကိုကောပကလူကြီးတွေပြောပြလို့သိတဲ့တလောက်သိရတယ်။ရွှေမော်တော်စီဒီတော်ကိုလွန်ခဲ့တဲ့နှစ်ပေါင်း600ကျော်ဗုဒ္ဓမြတ်စွာဘုရားတတ်တော်ရှိစဉ်ကတည်းကတည်ထားခဲ့ကြောင်းသိရတယ်။မွန်ကြီးနောင်နှစ်ဦးဖြစ်တဲ့မဟာတာလနဲ့ဆူလတာလတို့ကလည်းတည်ထားခဲ့တာဖြစ်ကြောင်းသိရပြီးတော့မြတ်စွာဘုရားရှင်ကညီနောင်နှစ်ဦးကိုကြီးမြတ်လိုက်တဲ့စံတော်နှစ်စုကိုထောက်ပနာပြုပြီးတော့တည်ခဲ့တယ်။မူလတည်တော်ကညံတော်အမြင့်85ပေဒါမှမဟုတ်23မီတာပဲရှိကြောင်းသိရတယ်။ပဲခူးဟန်တာဝတီကိုအုပ်ချုပ်တဲ့မွန်မင်းတွေမြန်မာမင်းတွေကစေတီတော်ကိုတဆင့်ထက်တဆင့်ပို့ပြီးတော့မြင့်မာအောင်တီးရကနေဖျားညံတော်မြင့်လာကြောင်းသိရတယ်။ဓမ္မစေတီမင်းလက်ထက်စေတီတော်ကြီးကိုအကြီးအကျယ်ပြုပြင်ခဲ့ပြီးညံတော်ကိုမြင့်ခဲ့တယ်။ဘုရင်တော်မင်းတရားကြီးလက်ထက်မှာနန်းဦးစေတီတော်အဖြစ်အထူးကြီးညိုပြီးမကိုက်တော်ဦးရစ်တော်ကနေယေဒနာတွေထပ်ပနာခဲ့ကြောင်းသိရတယ်။ရွှေမော်တော်စေတီကသမိုင်းတလျှောက်ငရင်တန်ကိုအကြီးအကျယ်အကြိမ်ကြိမ်ခံခဲ့ရတယ်။1930ပြည့်နှစ်ငလင်တန်ကြောင့်စေတီတော်ပြိုကျပျက်စီးခဲ့တယ်။စေတီတော်အောက်ခြေရင်ပြင်တော်မှာတွေ့ရတဲ့စေတီတော်ငိုက်ကျနေတဲ့အထွတ်ဟောင်းအစိပ်အပိုင်းက1930ငလင်မှာပြိုကျခဲ့တဲ့စေတီတော်အပိုင်းအစဖြစ်ပြီးတော့သမိုင်းဝင်အမှတ်တရထားခဲ့ခြင်းဖြစ်တယ်။အခုမြင်တွေ့ရတဲ့စေတီတော်ကြီးကိုတော့1950ပြည့်နှစ်အထိမှာအပိသက်ပြန်လည်တည်ဆောက်ခဲ့တာဖြစ်ပြီးညံတော်အမြင့်က385ပေ114မီတာရှိတယ်။ရွှေတကုံစေတီတော်ထက်ပိုမြင့်တဲ့အတွက်မြန်မာပြည်မှာအမြင့်ဆုံးစေတီတော်ဖြစ်တယ်။ရွှေမော်တော်ရဲ့အဓိပ္ပာယ်ကဗုဒ္ဓဘာသာအရပူဇော်ရအရက်လို့အဓိပ္ပာယ်ရကြောင်းသိရတယ်။ကျုပ်ရင်ကပဲခူးကိုမကြာခဏရောက်ပေမဲ့အခုလောက်ဖျားသမိုင်းတွေကိုအတွင်းကျကျမသိခဲ့လေ့လည်းမလေ့လာခဲ့ပဲအခုမှတခြားသူတွေကလည်းဖျားသမိုင်းကြောင်းတွေကောပကလူကြီးတွေကိုသူတလဲငါတလဲမေးမြန်းခဲ့ကြရကနေအကြောင်းဆောင်သိခွင့်ရခဲ့တယ်။ဆီယာမခင်ခင်ထားတို့သားမီးနဲ့တခြားသူတွေလည်းရင်းနှီးခင်မြင်သွားကြပြီးတော့သူတို့ကြော်စွာကခင်ခင်ထားကိုစကားမပြောပါဒါပေမဲ့ခင်ခင်ထားကိုစကားမပြောဘဲနေခြင်းကလူပြိုကြီးရှက်နေတာကြောင့်လို့ကျုပ်ကအတွင်းစိတ်ထဲမှာတွေးမိတယ်။ကျုပ်တို့ပဲခူးမြို့အနောက်ဘက်မှာရှိတဲ့ကြိုက်ပုံဖျားကိုသွားဖူးတယ်။ကြိုက်ပုံကမွန်ဘာသာဖြစ်ပြီးတော့ကြိုက်ကဖျားပုံကလေးဖျားလေးစုလို့အဓိပ္ပာယ်ရတယ်။ဖျားစိန်တူတော်လေးစုကို AD 1480ပြည့်နှစ်မှာဟန်သာဝတီမင်းဓမ္မစေတီမင်းတရားကြီးကတီထားကိုးကွယ်ခဲ့တာဖြစ်တယ်လို့သိရတယ်။တချို့သမိုင်းတွေမှတ်တမ်းတွေအရ AD 9ရာစုကလေးကမွန်ညီမလေးဖော်ကတီထားခဲ့ပြီးဓမ္မစေတီမင်းကပြန်လည်ပြုပြင်တယ်လို့လည်းဖော်ပြကြတယ်။ကြိုက်ပုံဖျားလေးမှာလေးတောင်ပုံစံမန်တိုင်ရဲ့မျက်နှာတစ်ဖက်စီမှာ
ရန်တော်အမြင့်29မီတာပေ90ခန်းရှိတဲ့ဗုဒ္ဓရုပ်ပွားတော်၄စုအရက်လေးမျက်နှာကိုမျက်နှာမူပြီးကြောချင်းကပ်ထိုင်တော်မူတည်ထားခြင်းဖြစ်တယ်။ဖျား၄စုကပွင့်တော်မူပြီးတဲ့ဖျား၄စုကိုရည်ညွှန်းကြောင်းသိရတယ်။ကကုတန်မြတ်စွာဘုရားမြောက်ရက်ကိုမျက်နှာမူဂေါနာကုံမြတ်စွာဘုရားတောင်ရက်ကိုမျက်နှာမူကတ္တပမြတ်စွာဘုရားအနောက်ဘက်ကိုမျက်နှာမူဂေါတမမြတ်စွာဘုရားအရှိရက်ကိုမျက်နှာမူကြိုက်ပွန်ဘုရားနဲ့ပတ်သက်ပြီးလူသိများတဲ့ပါဇက်ရာဆိုရင်ဒဏ္ဍာရီတစ်ခုလည်းရှိသေးတယ်။မွန်ညီမ၄ယောက်ဖျားတစ်ယောက်တစုတဲထားပြီးသူတို့ညီမ၄ယောက်ကဖြစ်လျာဘဝတိုင်းညီမ၄ယောက်ဖြစ်အတူမွေးဖွားပြီးတော့ယောက်ျားမယူကြဖို့သစ္စာဆိုခဲ့ကြတယ်လို့သိရတယ်။သူတို့တွေကတယောက်ယောက်အိမ်ထောင်ကြခဲ့ရင်အိမ်ထောင်ပြုသူတည်ထားတဲ့ဖျားပြိုကြပါစေလို့သစ္စာတိုင်တဲထားကြောင်းပုံပြင်ဆန်းဆန်းရှီးလူကြီးတွေပြောလို့သိရတယ်။1930ငလင်းလောက်ခတ်စဉ်အနောက်ဘက်ကကတ္တပဘုရားစင်တူတော်ကြီးပြုတ်ကျပျက်စီးခဲ့လို့ညီမ၄ယောက်ထဲကတယောက်သစ္စာပြည့်ရွှင်တာကြောင့်လားဆိုတဲ့အတွေးတွေကလူတွေစိတ်ထဲမှာထင်ရောက်ထင်မှာဖြစ်ကုန်ကြတယ်။ညီမ၄ယောက်အကြောင်းကစိတ်ကူးရင်ပုံရင်ဒဏ္ဍာရီအဖြစ်ပဲကျုပ်ကထင်ပြီးတော့လက်တွေ့မကျတာကြောင့်ယုံကြည်ဖို့ခက်ခဲနေတယ်။ပြုတ်ကျနေတဲ့စင်တူတော်ကြီးကိုအသေးပြန်လဲတိဆောက်ပြီးသွားပါပြီ။အကိုမှတညအိပ်ပြီးကျုပ်တို့ကြိုက်တီရုပ်ကိုဆက်လက်ထွက်ခဲ့ကြတယ်။ကြိုက်တီရုပ်ကိုအခောက်ခါခါရောက်ဖူးခြင်းနဲ့အတူကြိုက်တီရုပ်သမိုင်းကိုလည်းကျုပ်ကသိတဲ့လောက်သိနေပါပြီ။ကြိုက်တီရုပ်ဖျားကမွန်ပြည်နယ်ကြိုက်ထုံမြို့မှာတည်ရှိပြီးတော့အကိုရုံမှာတောင်ဘက်အဆက်ဖြစ်တဲ့ပေါင်းလောင်တောင်တန်းပေါ်မှာတည်ရှိတယ်။ပင်လယ်ရေမျက်နှာပြင်အမြင့်အထက်ပေပေါင်း3600ကျော်မြင့်တဲ့တောင်ဖြစ်တယ်။လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကမြတ်စွာဘုရားရှင်ကသထုံမြို့ကိုကြွခဲ့တယ်။အဲ့ဒီတုန်းကသထုံပြည်နယ်မှာတရားကျင့်ကြံနေတဲ့ရသေညီနောင်6ပါးရှိပြီးတော့မြတ်စွာဘုရားရှင်ကအဲ့ဒီရသေတွေကိုကိုးကွယ်စည်းကပ်ဖို့စံတော်6စုပေးသနာတော်မူခဲ့တယ်။ရသေ6ပါးတွေကရသေဦးခတ်ပကမြတ်စွာဘုရားပေးတဲ့စံတော်ကိုမိမိရဲ့စံကြုတ်ထဲမှာထည့်ပြီးရိုသေစွာကိုးကွယ်ခဲ့တယ်။ရသေကြီးအသက်အရွယ်ကြီးလာတော့မိမိကိုးကွယ်ထားတဲ့စံတော်ကိုနောက်လာနောက်သားတွေကိုးကွယ်ဖို့စေတီတဲခဲ့ခြင်းပေမဲ့မိမိဦးကောင်းနဲ့တူတဲ့ကြောက်တုံးပေါ်မှာပဲစံတော်ကိုထာပနာထက်ဖျားတဲ့ကိုအတိတ်ထန်ခဲ့တယ်။ရသေကြီးစံတော်ကိုတရားမင်းကဖြည့်ဆည်းပေးဖို့လူပြည်ကိုဆင်းလာခဲ့တယ်။တရားမင်းကသမုဒ္ဒရာတွေကရသေကြီးဦးကောင်းနဲ့တူတဲ့ကြောက်တုံးကိုရှာဖွေတွေ့ရှိခဲ့ပြီးတော့အခုကြိုက်တီယိုတောင်ပေါ်ကိုပြင်ဆောင်လာခဲ့တယ်။ကြောက်တုံးကြီးရဲ့အလဲမှာစံတော်ကိုသွင်းဖို့တွင်းဖောက်ပြီးတော့ရသေကြီးကိုကွယ်ထားတဲ့စံတော်မြတ်ကိုထာပနာထည့်ခဲ့တယ်။ကြိုက်တီယိုဆိုတာမွန်ဘာသာစကားကဆင်သက်လာခြင်းဖြစ်တယ်။ကြိုက်ကဖျားထီးကရသေရိုးကရသေရဲ့ဦးကောင်းပေါ်မှာရွက်ဆောင်ထားရခြင်းရသေဦးကောင်းပေါ်မှာတည်ထားတဲ့ဖျားလို့အဓိပ္ပာယ်ရတယ်။ကြိုက်တီယိုဖျားထူးခြားချက်ကကြောက်တုံးကြီးကတောင်စွန်းပေါ်မှာတည်ထားပေမဲ့ပြုတ်ကျမသွားပဲဟန်ချက်ညီစွာတည်ရှိနေခြင်းနောက်ပြီးတော့ကြောက်တုံးနဲ့တောင်ကျောင်းမှာအချီကျိုးတမြင်လွတ်လွတ်လပ်လပ်ဆွဲနိုင်လောက်အောင်ကပ်မနေခြင်းအရင်ကရွှေပြားတွေမကပ်မီကပိုးပြီးတော့တောင်ထင်ရှားခဲ့တယ်တဲ့ရသေးကြီးဥခတ်ပကိုမွေးဖွားခဲ့တဲ့သူတွေကဇော်ကြီးနဲ့နှကားမတို့ဖြစ်ကြောင်းစာရီမှာဖော်ပြထားတယ်။ကျုပ်တို့လူစုမနက်ပိုင်းမှာကင်မွန်စခန်းကိုရောက်လာပြီးတောင်ပေါ်တက်ကြတယ်။လမ်းမတွေ့တဲ့ရွှေနှင်းကျင်ရွာငယ်လေးမှာတောထွက်ပစ္စည်းတွေဆေးထွက်ပစ္စည်းတွေနဲ့စားတောက်ပစ္စည်းတွေရောင်းချနေတာတွေ့ရတယ်။ကျုပ်တို့ဇီဒီဘော်ကိုရောက်တော့ကြိုက်တီယိုဇီဒီတော်ကြီးကိုဖူးမြော်ကြတော့ကြတယ်။နောက်တဲ့လည်းပတ်စရာတွေကိုလည်းသွားလေကြတယ်။ကြိုက်တီယိုတောင်ရှိရာကနေကြီးကန်းပါဇက်ကိုလည်းသွားလေကြတယ်။ကျုပ်တို့မိုးဆိုးချီလန်းနေဆို10မိနစ်ခန့်သွားရတဲ့အရက်မှာကြီးကန်းပါဇက်ဟနေတဲ့ပုံစံကြောက်တုံးကြီးကတောင်စွန်းမှရှိတယ်။အကူလန်းကြည့်လိုက်ရင်တောင်ရှုခင်အလှတွေကိုအပေါ်စီးကနေမြင်ရတယ်။မြို့ပြမှာနေရသူတွေအတွက်ဒီမြင်ကွင်းကအင်မတန်တာယာတဲ့ရှုခင်ဖြစ်နိုင်ပေမဲ့ကျုပ်တို့လိုတောမှုဆိုတွေအတွက်တော့တာမန်ပဲဖြစ်တယ်။ဖျားဘူးတွေကအပေါ်ကနေမော့နေတဲ့ကြီးကန်းပါဇက်ထဲကိုကြိုတင်ယူလာတဲ့အကျွေးစီတွေပြစ်သွင်းကြသလိုတချို့ကကြောက်တုံးတွေရှာပြီးတော့ပြစ်ထည့်ကြတယ်။ပါဇက်ပေါက်တွေကိုဝင်နိုင်ဖို့အင်မတန်ခက်ခဲပြီးတော့အတွင်းကိုဝင်အောင်ပြစ်နိုင်ရင်စုတောင်ပြည့်တယ်ဆိုတဲ့ရှေးရိုးဆွဲအယူဆရှိနေကြတယ်။ကြီးကန်းပါဇက်မှာလည်းရှေးဟောင်းရာဇဝင်ရှေးဟောင်းသမိုင်းရှိနေပြန်တယ်။ရှေးတုန်းကကြိုက်တီယိုစံတော်ရှင်ကိုဆောက်ရှောက်ရတဲ့အဆောင်ကြီးကန်းမင်းတကောင်ရှိခဲ့တယ်တဲ့။ကြီးကန်းမင်းကတာမန်ကြီးကန်းမဟုတ်ပဲနဲ့တကူရှိတဲ့ကြီးကန်းဖြစ်တယ်လို့သိရတယ်။ကြိုက်တီယိုစီဒီတော်ကိုတီထားကိုကွယ်ပြီးအချိန်မှာတရားမင်းနဲ့ရသေကြီးကဖျားကိုဆောက်ရှောက်ဖို့ကြီးကန်းမင်းကိုတာဝန်ပေးခဲ့တယ်လို့ပါဇက်ရာဇဝင်အရသိရတယ်။
အချိန်ကာလရွေးရှားလာတော့ကြီးကန်းကြီးလည်းအဆောင်တောင်ဝင်နှစ်စီလို့ကြီးကန်းဘဝကနေနောက်ဘဝကိုကူးပြောင်းပြီးတည်ဆုံသွားတဲ့ကြီးကန်းကြီးကစီတီတော်နောက်မှရှိတဲ့ကျောင်းဆောင်ကြီးဖြင့်အသွင်ပြောင်းပြီးတော့ဖြစ်တည်သွားခြင်းဖြစ်ကြောင်းဒေသခံရွာသားတွေရဲ့ပါဇက်ရာဇဝင်အဖြစ်ပြောဆိုနေတာကိုလည်းကြားသိရတယ်။ကျောက်တန်ပန်နဲ့မုတ်ဆိုးတောင်လက်ပတ်စီယာကြံသေးတာမို့တွားဖို့ပြင်နေချိန်ကျုပ်ကခေါင်းထဲမှာမူးလုံးတော့ဖြစ်လာလို့ဂျိုက်တီယိုဖီးယားကနေပဲစောင့်မယ်လို့ပြောပြီးတခြားသူတွေကိုသွားခိုင်းလိုက်တယ်။ပြီးတော့ဖျားရင်ပြင်လူရှင်းတဲ့နေရာမှာထိုင်ဆောင်ရင်းနဲ့ရှိနေတယ်။ဦးခေါင်းတစ်ခုလုံးမိုးဝေနောက်ကြည့်စွာရှိနေတဲ့အတွက်လူရှင်းတဲ့နေရာမှာထိုင်နေမိတယ်။လက်တင်ဇက်ကိုလက်ချောင်းနေနဲ့ပြီးရင်ခေါင်းမူလို့မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါမှာမြင်ကွင်းတွေကရိမ့်ထိုးနေတာကြောင့်မျက်လုံးကိုပြတ်နှိပ်ထားရတယ်။ကျုပ်လူတွေထွက်သွားကြတဲ့ကြောက်တန်ပန်နာမည်ကမွန်ဘာသာစကားကနေဆင်းသက်လာတာဖြစ်ပြီးတော့တပိတ်ပုံတရံရှိတဲ့ဖျားလို့အဓိပ္ပာယ်ရတယ်။ကြောက်တန်ပန်ကကြောက်တုံကြီးသုံးလုံးဆင့်နေတဲ့ပုံစံဖြစ်ပြီးတော့အပေါ်ဆုံးကြောက်တုံကမြတ်စွာဘုရားရဲ့တပိတ်တုံနဲ့တူကြောင်းဒေသခံတွေရဲ့ပြောစကားအရသိရတယ်။တရားမင်းကကြိုက်တီယိုကြောက်တုံကြီးကိုပင်းဆောင်လာတဲ့ချိန်မှာမြတ်စွာဘုရားတပိတ်တော်ကိုပါတပါးတည်းတင်ဆောင်လာခဲ့ပြီးတော့အခုကြောက်တန်ပန်တည်ရှိတဲ့နေရာမှာချထားခဲ့တာဖြစ်တယ်လို့ပြောလာကြတယ်။ကြောက်တန်ပန်စီတီရှိရာနေရာကအင်မတန်မြင့်မားခြင်းနဲ့အတူလေတဟူဟူတိုက်ခတ်နေတယ်။မုတ်ဆိုးတောင်ကကြိုက်တီယိုတောင်ရဲ့တစ်ဖက်ခြမ်းတောင်ထိပ်မှာတည်ရှိတယ်။ရသေးကြီးဦးခတ်ပငယ်စဉ်ကမုတ်ဆိုးတူဖြစ်ခဲ့ပြီးတော့နောက်ပိုင်းမှာတန်ဝေကရပြီးရသေးဝိတရားချင်းကြံခဲ့ခြင်းဖြစ်တယ်။ရသေးကြီးမုတ်ဆိုးဘဝနဲ့ကျင်လေစဉ်ကာလနေထိုင်ခဲ့တဲ့တောင်အဖြစ်လည်းပြောဆိုကြပြီးတော့မုတ်ဆိုးတောင်လိုနာမည်တွင်တယ်လို့လည်းကြားသိရတယ်။အဲဒီချိန်မှာဦးကောင်းထိပ်မှာကျင်ငနဲ့တက်လိုက်တယ်လို့ခန်းစားလိုက်ရပြီးမူးနောက်ပြီးတော့တစစ်စစ်ကိုက်နေတဲ့ခေါင်းကတပြေးပြေးချင်းကြည်လင်သွားပြီးပုံမှန်အတိုင်းဖြစ်သွားတော့မှိတ်ထားတဲ့မျက်လုံးကိုဖွင့်လိုက်တဲ့ချိန်ကျုပ်ရှိကမြင်ကွင်းကိုကြည့်ပြီးကျုပ်ကအံ့ဩသွားတယ်။တစ်ခေါက်ဆိုသင်္ကန်းဝတ်ပြီးတော့တောင်ချဆောင်ပြီးကျုပ်ကောင်းပေါ်မှာသူ့လက်မှာကင်ထားတဲ့တောင်ဝေးနဲ့ထောက်ထားတာကိုတွေ့ရတယ်။ရသေးကြီးကတောင်ဝေးကိုကျုပ်ကောင်းကနေခွာလိုက်ပြီးတော့တကားကြီးကအာကုသို့အလုပ်ကိုမလုပ်ဖို့တားလို့မရမှန်းသိပေမဲ့အရင်ဘဝတစ်ခုမှာတကားကြီးနဲ့ဘာရသည်ညီအကိုတော်ဆက်ဘူးလို့အကြီးတယောက်အနေနဲ့ဆုံးမရမယ်တာဝန်ရှိတဲ့အတွက်ဆုံးမရလိမ့်မယ်။ဘာရသည်ကတပည့်တော်ကိုသိလို့လားဖေဟာ။ရသည်ကြီးကကျုံနဲ့မလန်းမကန်းမှာတင်ပလွေထိုင်ပြီးကျုပ်ကိုတစ်ချက်ကြည့်တယ်။ရသည်ကြီးကိုဘာရသည်ဖြစ်ရမှန်ဇလန်းတစ်ပုဒ်ပြောပြခြင်းနဲ့ဘာရသည်ပြောပြတဲ့ဇလန်းသားထောင်ပြီးတကားကြီးအတွက်အကျိုးတစ်ခုခုရှိသွားမယ်ဆိုရင်ဘာရသည်ပြောပြရကျိုးနဲ့ပါပြီ။တင်မဘာရသည်ကျုပ်စီမမျော်လင့်မဲရောက်လာပြီးတော့ဇလန်းတစ်ခုပြောပြဖို့လုပ်နေတဲ့ရသေးကြီးကကျုပ်အတွက်တော့ထူးဆန်းနေတယ်။ကျုပ်ရသေးကြီးပြောလာမယ့်ဇလန်းကိုမငြင်းမဲရသေးကြီးပြောပြလာမယ့်အကြောင်းကိုနားဆွနေရင်းနဲ့ရှိနေတော့တယ်။ကတိုင်တဲ့ရွာကဝန်ပြည်နယ်ထဲမှာရှိတဲ့ရွာတစ်ရွာဖြစ်တယ်။ကင်မွန်စခန်းအနောက်တောင်3မိုင်ခန့်အကွာမှာတည်ရှိတဲ့ရွာတစ်ရွာဖြစ်တယ်။ကျိုက်တော်မြို့ကနေကင်မွန်စခန်းကိုသွားတဲ့ကားလမ်းမကြီးအနီးမှာတည်ရှိနေတာဖြစ်ပြီးတော့ရွာကိုသွားမဲ့လမ်းခွဲအနားမှာလည်းတည်ရှိတယ်။ကတိုင်တဲ့ရွာကရှေးရခင်တုန်းကအင်ဂျီမများလာတဲ့တောရွာငယ်လေးတစ်ရွာပဲဖြစ်တယ်။ရွာပတ်ဝန်းကျင်တစ်တော်တောင်ကုန်းတွေမှာရာဘာစိုက်ကြသလိုဒူးရင်မယန်းကြက်မောက်စတဲ့ဥယျာဉ်ခြံလုပ်ငန်းတွေလည်းလုပ်ကြတယ်။ဂျိုက်တီယိုဖျားရာသီမှာကင်မွန်စခန်းရောက်လာပြီးတော့ဒေသလုံးမုတ်တွေဆေးပင်ဆေးဥပြားရည်တစ်ခွပန်းတွေကိုအမျိုးသမီးတွေကရောင်းချပြီးအမျိုးသားတွေကတောင်ပေါ်မတက်နိုင်သူတွေကိုချင်းအနေထဲမှာထက်နောက်ကျောမှာပိုးပြီးအခကြေးငွေယူပြီးတော့တောင်ပေါ်ကိုထမ်းပို့ကြတယ်။အဲ့ဒီချိန်တုန်းကဂျိုက်တီယိုတောင်ပေါ်မှာတောင်တက်ကားလမ်းမပေါက်သေးတော့ဖျားဘူးတွေတောင်ပေါ်တက်လို့ရပါမယ်မတက်နိုင်တဲ့သူတွေကိုထမ်းသမားတွေစင်သမားတွေကလိုက်ပို့ကြတယ်။မြန်မာမတ်ဆောက်တဲ့တောင်ပေါ်ကိုအလွယ်တက်ဖို့မလွယ်ပေမဲ့အလေးချင်းရှိတဲ့အထမ်းသမားတွေကတောင်ပေါ်ကိုလူတစ်ယောက်ကိုထမ်းပြီးတောင်တက်နိုင်တယ်။အထမ်းသမားအလုပ်ကအင်မတန်ပင်ပန်းမိမဲ့ဖျားဘူးတွေကိုပို့ရတဲ့အတွက်ပတ်စံလေးရကုသိုလ်လေးရတဲ့အလုပ်မျိုးလို့ပြောပါမယ်။ဖျားဘူးပြီးတောင်အောက်ပြန်ဆင်းလာတဲ့သူတွေကိုဈေးရောင်းကြတဲ့အခါမှာထူးထူးခြားခြားဈေးတဲ့တယောက်ရှိတယ်။အသက်30ခန့်အရွယ်အရက်မနှိမ့်မမြင့်အသားညိုပြီးတောင့်တင်းတဲ့ခန္ဓာကိုယ်ရှိတဲ့လူတစ်ယောက်ကအသားကြောက်တွေကို3ရက်တစ်ကြိမ်4ရက်တစ်ကြိမ်လာရောင်းတယ်။တောစိတ်ကြီးတော်ဝက်ကြက်တိုက်ထားတဲ့အသားတွေဖျားဘူးလာတဲ့သူတွေကိုရောင်းပြီးအသက်မွေးဝမ်းကြောင်ပြုကြတဲ့သူတွေကကတိုင်တဲ့ရွာသားတာထူးပဲဖြစ်တယ်။တာထူးကတယောက်တည်းနေတဲ့သူဖြစ်တယ်။မိဘတွေကဆုံးပါသွားကြပြီးတာထူးအထက်အကိုတယောက်အမတယောက်ရှိပြီးတော့
အိမ်တော်ကိုစီနဲ့ဥယျာဉ်ချမ်းမြေမှာလောက်ကိုင်းစားတောက်နေကြတဲ့သူတွေဖြစ်တယ်။တာထုကရွာကလူတွေကိုဥယျာဉ်ချမ်းမြေအလုပ်ကိုစိတ်မဝင်စားသူစိတ်ဝင်စားတဲ့အလုပ်ကမုံဆိုးအလုပ်ပဲဖြစ်တယ်။ရွာမှာမုံဆိုးမရှိတာကြောင့်ရွာနီးပတ်ဝန်းကျင်တောကောင်တွေကပေါ်များစွာရှိနေတဲ့အခါတာထုမုံဆိုးလုပ်လို့ချင်းဖြစ်တယ်။သူတက်ချင်တဲ့မုံဆိုးပညာကိုလည်းပကိုးယူမကမုံဆိုးတယောက်စီသွားပြီးတော့တပည့်ခံပြီးမုံဆိုးပညာကို3နှစ်3မို့ပညာသင်ယူခဲ့တယ်။သားကောင်တွေရာသီအလိုက်လှုပ်ရှားသွားလာတတ်တဲ့နေရာခြေရာကောက်နည်းတွေနဲ့ထောက်ချောက်စနည်းတွေသင်ယူသလိုဒူးလေးပြင်းနည်းကိုလည်းသင်ယူပြီးတော့နေညာမပြတ်လေ့ကျင့်နေတတ်တယ်။ပညာဆုံးတော့ရွာပြန်လာပြီးမုံဆိုးအလုပ်ကိုစတင်လုပ်ကိုင်တော့တယ်။ကြက်တီယိုဖျားခီးသွားရသည်မှာတောင်ချေကင်မောစခန်းအနားမှာတာထုကသားကောင်ကြက်တိုက်တွေရောင်းပြီးတော့ငွေကိုဖောတီတီကိုင်တွေသုံးနိုင်တယ်။ရှေးရင်တုန်းကကြက်တီယိုတော်ပပတ်လေကဘေးမဲ့တော်ဖြစ်မသက်မှတ်သေးတာကြောင့်ကြက်တီယိုဘေးပပတ်လေတော်တွေမှာတာထုကအမဲလိုက်တဲ့တော်ကြီးဖြစ်နေတယ်။တာထုမုံဆိုးလှုပ်ဆလှုပ်စဉ်ရွာကလူကြီးတွေကသတိပေးစကားတွေပြောတယ်။တာထုနေမုံဆိုးလှုပ်မယ်ဆိုရင်ဖျားနဲ့နီးတဲ့တော်တွေရှောင်ကွ။အဲ့ဒီတော်တွေမှာအဆောက်ရှောက်ပေါ်တယ်။သာသနာနယ်မြေမှာအသားတက်တာအသက်တက်တာမကောင်းဘူး။ဟုတ်တယ်တာထုအမဲလိုက်စရာတော်တွေမှာအများကြီးရှိပါတယ်။ဖျားပတ်လေတော်တွေကိုရှောင်စေခြင်းနဲ့မင်းအန်ဒီရဲ့ကြုံမှာဆိုးလို့ပြောတာပါ။အားလုံးငငယ်ကဖျားပေးရတော်မှာအမဲလိုက်တဲ့မုံဆိုးတယောက်အစအနာရှာမရဘဲနဲ့ပျောက်သွားတယ်။သူနဲ့အတူပါသွားတဲ့ခွေး3ကောင်ပဲကြောင်းလန့်ပြီးတော့ရွာကိုပြေးလာကြတယ်။မင်းဝမ်းရေးအရာအကုသို့လောက်တာမတားပါဘူး။ရှောင်တဲ့နာလို့ရှောင်ကွာ။အဲ့ဒီလူသတိလာပြီးတဲ့လူကြီးစကားကိုတာထုကငင်းဆန်တာမရှိပါ။ဒါပေမဲ့နားထောင်မဲ့သူလည်းမဟုတ်ဘူး။သူမွေးထားတဲ့ခွေးတွေနဲ့ကြိုက်တီယိုဖျားရဲ့တော်ထဲမှာတောလည်နေသူပါ။ဘာသာရေးအားနေတဲ့အပြင်အကြောင်းလန့်နေတဲ့တာထုသူမွေးထားတဲ့ခွေးကြီး2ကောင်ကလည်းအမဲကောင်းပြီးသခင်ပေါ်မှာသစ္စာရှိတဲ့ခွေးကြီးတွေဖြစ်တော့တော်ထဲမှာညအိမ်ညနေအမဲပြည့်ရမှာတောချောက်တောမှောက်ခြင်းတွေမကြာခဏကြုံရပေမဲ့အကြောက်လန့်မရှိခွေး2ကောင်ကိုအဖို့ပြုတ်ပြီးတောနှံတောင်းနှံသွားလာရင်းနေရှိနေတယ်။ရှေးကုသိုလ်ကံရှိနေတော့ဒုက္ခမရောက်သေးတာ။အာကုသိုလ်အကျိုးပေးခြင်းရောက်ရင်တော့ဒီကောင်အသေးစိုးနဲ့တေးမှကျိန်းသေးတယ်။ဟုတ်ပါဗျာ။ကြိုက်တီယိုဖျားလိုမျိုးတောနဲ့နမိတ်အထိအမဲလိုက်နေကြတယ်။ဒီကောင်တော့ဖျားမသိတရားမသိဒုက္ခရောက်မှမြင်ရောက်သေးတယ်။ရွာကလူကြီးတွေသူ့အကြောင်းပြောတာပြန်ကြတော့တာထုကရင်းနေတော့တယ်။ရှေးရိုးဆွဲနေတဲ့လူကြီးတွေကအတော်ခတ်တဲ့လူတွေပဲငါ့ကိုကြတော့မကောင်းဘူးပြောတယ်။သာသနာနယ်မြေပိုင်းမှာအမဲပြစ်တလေပါတလေသားကောင်ရလာရင်တော့သူ့ဘို့တပိတ်သားငါ့ဘို့တပိတ်သားလူယူကြတာငါစားဖို့တောင်မှမနေချင်ရတယ်တက်လဲတက်နိုင်တဲ့လူတွေတာထုသားကောင်ငယ်ရလာရင်ရွာထဲမှာပဲရောင်းလို့ကုန်တယ်သားကောင်ကြီးတွေရလာရင်တချို့ကိုညီလှမ်းကြက်တိုက်ပြီးအသားစိမ်းတွေကိုအနီးနားရွာတွေမှာလှည့်ရောင်းတတ်တယ်တန်တကားရွာကျောင်းရွာနဲ့တခြားသောရွာငယ်တွေကြီးသွားရောင်းပြီးတော့အရက်တောက်ပြီးညမိုးချုပ်ရွာကိုပြန်လာတတ်သူပါခွေးနှကောင်ကတာထုသွားလေရာလိုက်ပါတတ်တာမို့တာထုကခွေးနှကောင်ကိုအဖို့ပြုတ်ပြီးလင်းညမရွေသွားလာနေတော့တယ်တောစိတ်လိုအကောင်မျိုးရရင်တာထုကပွားပေါက်တိုးတယ်အသားထက်ဦးကြိုခွာအယိုးတွေအထိတန်ဖိုးရှိလို့ဖျားဖို့ခီးသွားတွေဝယ်ယူကြတာကြောင့်ပါတခုတော်နေ့မှာတာထုတယောက်တောလေရာကနေသားကောင်တနေကုန်ရှာမတွေ့ပဲရှိနေတယ်သူ့ခွေးနှကောင်ကလည်းသားကောင်ရှာမတွေ့ပဲရှိနေတော့ရွာကိုပြန်လာတဲ့အခါမှာသူကရှေ့ကကြိုးသွားတဲ့ခွေးနှကောင်ကိုဟောင်းတန်းဟစ်တန်ကြရလို့အမြန်ပြေးကြည့်လိုက်တယ်အမှန်ဆိုရင်သူ့ခွေးတွေကသားကောင်တွေ့ရင်သူရှိတဲ့ဘက်ကို6လက်မောင်းထုတ်လာတတ်ပေမဲ့အခုလိုမဟုတ်ဘူးတနေရာထဲမှာအတန်ပြုတ်နေတာကြောင့်တာထုစိတ်ထဲမှာအနေငယ်စိုးထိတ်သွားမိတယ်သားကောင်ကြီးမပြေးတာကြောင့်ခွေးတွေရက်ပြီးဟောင်းနေတယ်လို့တွေးမိပြီးတာထုကဒူးလေးမှမြားတက်သူ့ခွေးတွေရှိတဲ့စီကိုရောက်အောင်လာတဲ့အချိန်မှာသားကောင်ကိုတွေးလိုက်ရတယ်တွေးလိုက်ရတာကအပေါ်လန်ပြီးကောက်ချိတ်နေတဲ့အဆွေနှချောင်းနဲ့တောဝက်တစ်ကောင်ကိုသူ့ခွေးနှကောင်ကလှက်ပတ်ဟောင်းပြီးတော့သူ့ကိုစောင့်ဆိုင်နေတာဖြစ်တယ်တောဝက်ကြီးကတကူကူတကယ်ကဲမှန်ဖိပြီးတော့သူနာတိုးကပ်လာတဲ့ခွေးတွေကိုလိုက်ပတ်တဲ့အခါတောကောင်တွေကိုရင်ဆိုင်ဖို့တဲ့ခွေးနှကောင်ကလှက်ပတ်ရှောင်းတိန်ရင်းနေရှိနေတယ်တာထုကတောဝက်နဲ့ခွေးတွေရှုပ်နေတာကြောင့်ပြစ်ကွင်းမသာပဲရှိတယ်တာထုလေးချန်တန်တစ်ချက်ပေးတဲ့အခါမှာခွေးနှကောင်ကချက်ချင်းရှောင်းတိန်သွားတဲ့အချိန်မှာတာထုကဒူးလေးမောင်းခလုတ်ကိုဖြုတ်လိုက်တော့တယ်အဲ့ဒီကမှမြားတဲ့ငါတရှိန်တို့သူ့ဘက်မျက်နှာမူထားတဲ့တောဝက်ရင်ဘက်ကိုသွားဆိုင်လိုက်တယ်။ညာတဲ့တောဝက်ရင်ဘက်ကိုအဆိုင်နဲ့အရှိန်နဲ့ဝင်သွားတဲ့အခါမှာကမူရှူထိုပြေးဖို့ပြင်ရင်တောဝက်ကခြေလက်တွေခွေးကျသွားတယ်။တာထုသူ့လက်စသူယုံတယ်လို့သူကိုင်းတဲ့ဒူးလေးပြင်းအားကိုလည်းသူကယုံတယ်
ကတိုင်တဲ့ရွာမှာသူ့ဒူလေးကိုကျိုးဆွဲမောင်းတင်နိုင်သူမရှိလောက်အောင်ပဲဒူလေးကျိုးကိုသူကလှုပ်ထားသလိုပြစ်လွတ်လိုက်တဲ့မြားရံကလည်းအင်မတန်ပြင်းနေအဲဒါကြောင့်ချက်ကောင်းထိပြီးတော့တားကောင်ကနေရမှာပဲတိတ်ပွဲဝင်ရမှာဖြစ်တယ်တာတူကဝက်ကြီးလဲပြီးမလုံးမရှက်နိုင်ဖြစ်နေတဲ့အချိန်မှာပုံခွေရာကနေထွက်လာပြီးတော့တော်ဝက်နာကိုသွားဖို့ပြင်လိုက်တယ်တော်ဝက်နာကိုသွားနေတဲ့တာတူတယောက်လဲကြရာကနေရုတ်တရက်ချလာတဲ့တော်ဝက်ကိုကြည့်ပြီးတော့ကြောင်ငေးသွားမိတယ်တော်ဝက်ကြီးရဲ့မျက်လုံးတွေကမူလာအယောင်ပြောက်ပြီးမဲနဲ့စွာရှိနေပြီးတော့တာတူရှိတဲ့စီကိုရုတ်တရက်တရှိန်တိုးပြေးဝင်လာတဲ့အခါတာတူဘာလို့ဘာကန်ရမှန်းမသိဖြစ်သွားတယ်။သခင်ဖြစ်သူအသက်ပေးကြုံရချိန်ခွေးနှကောင်ကဘေးတစ်ဖက်တစ်ချက်ကနေခုံဝင်ပြီးတော့တော်ဝက်ကြီးကိုဝိုင်းကြိုက်လိုက်တယ်။တာတူတပင့်တပင်နောက်ပြေးဝင်ပြီးတော့အကာအကွယ်ယူပြီးဒူးလေးမှမြားတက်ပြီးတော်ဝက်ကိုပြစ်ဖို့ချိန်ရွယ်ပေမဲ့သူ့ခွေးတွေထိမှဆိုလို့ပြစ်ခတ်ဖို့အခက်တွေ့နေတယ်။တာတူရင်ထဲမှာစိုးရိမ်တော့ကနဲ့ရင်ထဲမှာဘလောင်ဆူသွားတယ်။ခွေးတစ်ကောင်ကိုတော်ဝက်ပတ်လိုက်တော့နာကျင်စွာအော်ရင်လွင့်ထွက်သွားသလိုတခြားတစ်ကောင်ကထွက်ပြေးရာကနေတရှိန်တိုးပြေးပြီးပတ်လိုက်ပြန်တယ်။ညာတက်ထားတဲ့ဒူးလေးကိုတော်ဝက်ရှိတဲ့စီကိုပြစ်လိုက်တော့တော်ဝက်ကိုလုံးမှာမြားကစိုက်သွားတယ်။တော်ဝက်ကနာကျင်ပုံမပြပဲတာတူဘက်ကိုလှည့်လာပြီးတာတူရှိတဲ့စီကိုတရှိန်တိုးပြေးလာတော့တာတူကထိတ်လန့်တကြားသပင်နောက်ကိုအမြန်ကွယ်လိုက်တယ်။တာတူအကာအကွယ်ယူတဲ့သပင်ကြီးကလှုပ်ရမ်းသွားလောက်အောင်တော်ဝက်ရဲ့ခေါင်းနဲ့သပင်ထိချက်ပြင်းထန်သွားတယ်။တာတူတော်ဝက်ကြီးကိုမဝင့်မရဲကြည့်လိုက်တဲ့အခါဝက်ရဲ့ဦးကောင်ကကြေမွနေပြီးတော့အုံနောက်တွေကပွင့်ထွက်ကြလာတယ်။သူခွေးနှကောင်ကိုလှမ်းကြည့်လိုက်တော့ဝမ်းပိုက်တွေပွင့်ပြီးပူတွေထွက်ပြီးတော့သူ့ရိုင်ထဲမှာလဲကျနေတာစိတ်မကောင်းစရာတွေ့လိုက်ရတယ်။ဟာဘလို့ဖြစ်တာလဲ။ခွေးနှကောင်ကိုသွားကြည့်ဖို့ပြင်လိုက်တဲ့အချိန်မှာခေါင်းကြေမွနေတဲ့တော်ဝက်ကြီးကတရင်တရိုင်နဲ့ပြန်ထလာတာကြောင့်တာတူတသက်နဲ့တကူကြောက်စိတ်တွေပေါ်လာပြီးတော့ခြေဥတိတ်ရာပြေးထွက်လာတော့တယ်။အစကတည်းကသေကွင်းသေကွက်ကိုထိထားတဲ့တော်ဝက်ကြီးကိုယ်ထဲမှာမကောင်းဆိုးဝါးဝင်ပြီးတောစီးသွားတာဖြစ်တယ်။ခေါင်းကြေမော်တာပြန်ထလာတဲ့မြင်ကွင်းကိုတွေ့တဲ့ချိန်တာတူသွေးပြက်သွားတော့တယ်။အချိန်ကမှောင်ရီပြိုးစပြုတ်နေပြီ။တာတူတော်ရဲကိုဝင်ပြေးတော့ဘယ်နာရောက်မှန်းမသိသလိုသူနောက်ကတော်ဝက်ကြီးကလည်းလိုက်လာလားမလိုက်လာလားသူမသိတော့ဘူး။ပြေးလွှားရင်းနဲ့မီးအောင်မြင်တာကြောင့်အဲ့ဒီနေရာကိုဦးထိပ်ပြီးတော့ပြေးသွားလိုက်တယ်။မီးအောင်နာကိုရောက်တော့တဲသက်သာအိမ်ငယ်တစ်လုံးကိုတွေ့ရပြီးအဲ့ဒီတဲရှိမှာမီးလုံနေသူတွေကိုတွေ့လိုက်တယ်။အသက်50ခန့်အရွယ်မိန်းမတစ်ယောက်အသက်10နှစ်အရွယ်ယောက်ျားလေးတစ်ယောက်မိန်းကလေးတစ်ယောက်ကိုတွေ့ရတယ်။ဒါတူမီးပုံနာကိုပြေးသွားပြီးနောက်ကျောမလုံးစွာနဲ့အနက်ကိုလှည့်ကြည့်လိုက်တယ်။တော်စီနေတဲ့ဝက်ကြီးလိုက်လာမလားဆိုပြီးတွေးကြောက်ရင်းနဲ့ကြည့်နေခြင်းဖြစ်တယ်။ဟေးအလန့်တကြားနဲ့ဘလို့တွေဖြစ်လာတာလဲ။ဟုတ်ကျုံနောက်ကိုတော်စီသွားတဲ့တော်ဝက်တကောင်လိုက်လာလို့ဗျ။ဒီကြီးတော့လိုက်မလာတော့ပါဘူး။ဘာမှကြောက်မနေနဲ့။မိမကြီးနဲ့ကလေးတွေကတာတူကိုစူးစမ်းပုံနဲ့ကြည့်ပြီးမိမကြီးမေးလာတဲ့အမေကိုတာတူကလည်းကြောက်လန့်စိတ်နဲ့ပြန်ဖြေခြင်းဖြစ်တယ်။မိမကြီးကတာတူကိုစကားပြောနေရကနေကျိုးကျိုးကျဲတဲသွားရီကနင်းနဲ့စွာရှိနေတာကိုတွေ့ရတယ်။စပင်းတွေကလည်းစီနဲ့ဝေးနေတာအတော်ကြာပုံနဲ့ဖွာလန်ကျဲနေတယ်။မိမကြီးနဲ့ကလေးနှစ်ယောက်ကစုပ်ပြတ်နေတဲ့အဝတ်စားတွေကိုဝတ်ဆင်ထားတယ်။တာတူကတော့တော်ထဲမှာသူပဲနေရာရောက်နေမှန်းမသိသလိုအခုလိုညဘက်ရွာကိုလမ်းညွှန်ပြရင်းနဲ့သူကြုံလာရမယ့်အခြေအနေအရပြန်ရဲမှာမဟုတ်တာသိကြတယ်။တာတူမီးပုံပြီးမှလွတ်တဲ့နေရာတနေရာမှာဝင်ထိုင်လိုက်ပြီးတော့အတော်တို့ဒီမှာနေကြတာကြပြီလား။ကျုပ်ဒီတောတောင်ဝင်းကျင်အမဲပြစ်တာကြပြီ။ဒီနေရာမှာအိမ်ရှိတာအခုမှသိတယ်။ငါယောက်ျားလဲတောမုတ်ဆိုပဲလေ။အခုတော့သူတောလေသွားနေတာပြန်မရောက်သေးဘူး။ငါတို့ဒီမှာနေတာကြပြီ။နေဒီဘက်မရောက်ဖြစ်သေးလို့နေမှာပါ။ကတိုင်တဲ့ရွာကိုဒီကနေဆိုဝေးလာအတော်ကတိုင်တဲ့ရွာကလာတာလား။ဒီကဆိုရင်3 နာရီလောက်တော့ရှောက်ရမယ်။မနက်မှပြန်ပါတော့လမ်းညွှန်လိုက်ရင်တောင်မှအမောင်ထဲမှာမင်းသွားတတ်မှာမဟုတ်ဘူးလေ။အမေအခုထိမစားရသေးဘူးလား။ဒါဘိုက်တအားဆနေပြီ။သမီးလည်းဘိုက်ဆတယ်အမေရဲ့သိနာလေးတွေအားရင်ဘိုက်ပဲဆနေ။နင်တို့ဖေပြန်လာရင်စားစရာပါလာရင်စားပါမလာရင်ဒီတိုင်းအငတ်နေကြ။ကောင်းလေးနဲ့ကောင်းမလေးဘိုက်ဆကြောင်းပြောတော့မိမကြီးကလေတံမမမျက်နှာထားတင်းတင်းနဲ့ပြောတဲ့အခါကလေးနှစ်ယောက်ကငြိမ်ကျသွားတယ်။တာထူလည်းကလေးတွေကိုကြည့်ပြီးတော့တနာသွားပေမဲ့သူကိုယ်တိုင်ညစာမစားရသေးလို့ဒီတိုင်းပဲငြိမ်နေလိုက်တယ်။အတော့ယောက်ျားနောက်ကျလာကြည်လားမှောင်လဲအတော်မှောင်နေပြီ။ရတယ်တို့ကဒီမှာအနေကြတော့ဒီနေရာတွေမှာညဘက်သွားရင်တော့မှသွားနိုင်နေပြီလေ။ညစာကျွေးစရာဘာမှလည်းမရှိဘူးကွယ်။အတော့ယောက်ျားပြန်လာမှစားစရာပါလာမှာ
မောရင်လေအိမ်ပေါ်မှာသွားနာလိုက်ပါလားမနာတော့ပါဘူးတော့အိတ်ချင်စိတ်လည်းမရှိပါဘူးကြုံလာတဲ့အဖြစ်ပြက်သွေးပြက်စရာကောင်းလို့အိပ်ပျော်မှတော့မဟုတ်ဘူးဗျဘယ်လိုကြောက်လန့်စရာများကြုံခဲ့လို့လဲပြောပြပါအောင်တာထူသူဖြစ်ပြက်လာတာကိုပြောပြတော့အတော်ကြီးကပြုံးတယ်အတော်ကြီးပြုံးခြင်းကကြည့်ကောင်းမနေပဲနဲ့ကြောက်စရာကောင်းနေလို့တာထူကထင်လိုက်တယ်ကလေးနှစ်ယောက်ကလည်းတခွိခွိရည်နေတဲ့အတွက်တာထူနားမလည်နိုင်ဖြစ်သွားတယ်သူပြောတဲ့အကြောင်းအရာကပြုံးစရာရည်စရာမပါတဲ့ကိစ္စဖြစ်တယ်တာကောင်တွေကိုအမဲလိုက်နေတဲ့မုံစိုးကြီးကတာကောင်စီမှာပြန်ပြီးတော့အမဲလိုက်ခံနေရတာပေါ့ကဲအခုချိန်နေဘယ်လိုခံစားရတယ်လဲအတော်ကြီးစကားဘာစကားလဲဗျဘာကိုဘယ်လိုခံစားရမှာလဲတာထူးကလည်းအနှင်းငယ်ဒေါသထွက်သွားပြီးတော့လေတန်းကမာသွားပြီးအတော်ကြီးကိုပြန်ပြောတဲ့အချိန်တဲနောက်ဘက်ကလေးလံတဲ့အရာဝတ္ထုနှစ်ခုဘုံကနေပြစ်ချလိုက်တဲ့ကြားလိုက်ရတယ်ဟာအဖေပြန်လာပြီစားစရာတွေပါလာပြီထင်တယ်အဖေလာပြီဘာစားရမလဲမသိဘူးအတော်ကြီးယောက်ျားပြန်လာပြီကလေးနှစ်ယောက်ကဝမ်းသာအားရထအော်လိုက်တယ်လို့အတော်ကြီးကလည်းပြောလာတာဖြစ်တယ်လူတယောက်မိဘနာကိုရှောက်လာတယ်ကြောထောက်နေတဲ့သပင်ပုတ်တိုင်းအသားမဲမဲကင်းတူတူလူကမိဘနာကိုရှောက်လာပြီးတာထူးကိုစူးစမ်းတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်လိုက်တယ်ပစိုးဒူးစစ်လောက်ထိဝတ်ထားပြီးအပေါ်ပိုင်းဗလာချင်းရှိနေတဲ့ကိုခန္ဓာမှာသွေးတွေရွှဲနေစွာရှိနေတယ်သူကဘသူလဲခဲမနင်းလင်ငယ်ကိုနေရအိမ်ခေါ်ထားတယ်လားဟာဧည့်သည်ကိုအားနာစီရတော့ဘာစကားတွေပြောနေတာလဲဒီကောင်လေးကမုတ်ဆိုးတုံးမောက်ပြီးတော့ပြေးလွှမ်းရင်းနဲ့ဒီရောက်လာတာတာထူးကိုကြည့်ပြီးလူကြီးပြောလိုက်တဲ့စကားကြောင့်တာထူးအံ့ဩပြီးတော့ဒေါသဖြစ်သွားတယ်အင်မတန်ရိုင်းဆိုင်တဲ့လူပဲလို့စိတ်ထဲမှာတွေးလိုက်မိတယ်အဖေတာဖိုက်စာပြီးဘာစားစရာပါလဲသမီးလည်းဖိုက်စာလို့သေတော့မယ်အဖေစားစရာပါရင်ကျွေးပါတော့တော့သားနဲ့တော့သမီးဖိုက်စာလို့တဲ့စားစရာမပါရင်ဒီကောင်လေးကိုတတ်စားကြမလားပဲစားတဲ့ရင်တော့စားရမှာပဲလေလာဒီနေ့စားစရာတွေတော့အများကြီးပါလာပါတယ်အကျော်ကြီးကထွေခွဲထားတဲ့ဝါးချောက်တစ်ချောင်းကိုမိဖို့မှမီးညှိပြီးထွက်သွားတဲ့လင်းဖြစ်သူနဲ့သားသမီးနှစ်ယောက်နဲ့အတူလိုက်ပါသွားတယ်တာထူးစကားပြောရိုင်းဆိုင်ပြီးထူးဆန်းတဲ့မိသားစုကိုကြည့်ပြီးတော့စိတ်ထဲမှာအံ့ဩရတယ်လို့ထိတ်လန့်စိတ်လည်းဝင်မိတယ်တာထူးတယောက်ပဲမိဖို့ပြီးမှကြံခဲ့တယ်သူတို့ဘာစားကြမလဲမသိပေမဲ့စားပါအောင်လို့တခွန်းမခေါ်လူမှုရေးလည်းမရှိတဲ့သူတွေမို့လို့ထူးဆန်းတဲ့သူတို့မိသားစုရဲ့ပုံစံတွေကိုပဲစိတ်ထဲမှာမသိငါတဲ့အတွက်သူတို့ဘာလုပ်နေကြသလဲလို့သွားကြည့်ဖို့ထိုင်ရာကထပြီးတဲအနောက်မီးရောင်မြင်ရတဲ့နေရာကိုခြေတန်းလုံးလုံးနဲ့ရှောက်လာခဲ့လိုက်တယ်။မီးတောက်နေတဲ့ဝက်လုံးကိုမြေမှာစိုက်ထားပြီးမိသားစုလေးယောက်စောင့်ကြောင်ထိုင်ပြီးတော့ဝိုင်းဖွဲ့ပြီးတခုခုစားနေတာတွေ့ရတယ်။မုံတီမုံဝါမီးရောင်ကြောင့်ပဝင်းချင်းကိုရှင်းလင်းစွာမမြင်ရတဲ့အတွက်အနီးကပ်ပြီးတော့တပင်ကိုအကာအကွယ်ယူပြီးကြည့်လိုက်မိတဲ့အချိန်မှာတာထူထိတ်လန့်စိတ်နဲ့ကြော်ယူတလျှောက်စိတ်တက်သွားပြီးတကူလုံးစသိမ်းမွေးညင်းနေထကုန်တော့တယ်။မိသားစုလေးယောက်အသားစိမ်းတွေကိုသွေးတန်တရဲရဲနဲ့ကိုက်ဖက်စားနေတာမိဘနှစ်ယောက်ကအသားတုံးကြီးကိုကိုက်ဖက်နေချိန်ကလေးနှစ်ယောက်ကဥအခွေကြီးကိုသူ့ထက်ကအလူရက်စားတောက်နေကြတယ်သူတို့ရဲ့ရုပ်တွေကအစပထမတွေ့ရတဲ့ရုပ်တွေမဟုတ်တော့ဘဲနဲ့ကြောင်မက်စရာကောင်းတဲ့မကောင်းဆိုးဝါးရုပ်တွေကိုပြောင်းနေတယ်သူတို့စားနေတဲ့အသားတွေကုန်တော့နောက်တစ်ကောင်ကိုမကောင်းဆိုးဝါးကြီးကသူ့မိန်းမနဲ့ကလေးတွေအရှိမှချပေးလိုက်တယ်မကောင်းဆိုးဝါးလက်ထက်ကသားကောင်ကိုတွေ့တဲ့အခါတာထူအသက်ရှူမှမတက်ဖြစ်သွားတယ်။မကောင်းဆိုးဝါးလက်ထက်ကအကောင်ကဝက်ပတ်လို့တီးသွားတဲ့သူ့ခွေးတွေဖြစ်နေတာကြောင့်ပါ။အစပိုင်းစားနေတာကလည်းသူ့ခွေးပဲဖြစ်နိုင်ကြောင်းတွေးလိုက်မိတယ်။မကောင်းဆိုးဝါးကြီးကခွေးပေါင်တစ်ချောင်းကိုဆွဲဖြဲလိုက်တယ်လို့ပေါင်နေတဲ့ဝမ်းပိုက်ကိုလည်းသူ့ရဲ့လက်သေးရှိတွေပါတဲ့လက်နှစ်ဖက်နဲ့နှစ်ချမ်းခွဲပလိုက်တယ်။ကလေးနှစ်ယောက်ကခွေးပေါင်ကြီးတစ်ယောက်တစ်ချမ်းကိုကိုင်ပြီးကိုက်ဖက်စားတော့ရင်းနေရှိနေတယ်။တာထူအခုမှသူရောက်နေတာတရေမိသားစုရှိတဲ့နေရာမှတိသွားပြီးဖြစ်တဲ့အတွက်အခုနေရာကနေအမြဲဆုံးထွက်ပြေးဖို့ဆုံးဖြတ်လိုက်ပြီးအသာလှည့်ထွက်ပြီးတော့ခြေတံမကြားစီဖို့အိမ်နဲ့ဝေးတဲ့နေရာတွေကိုအတင်းဝင်ပြီးအမောင်ထဲမှာစံတဝါဝါရှောက်သွားနေလိုက်တယ်။နိုင်ဝက်ခန့်အတွင်းမှာအလဲလဲအကွဲကွဲသွားနေတဲ့သားထုတယောက်သူ့စိတ်ထဲမှာအထူးတလေကြောက်လန့်နေမိတယ်။တစ်သက်လုံးဖျားကိုတတိမယဖျားမရှိခိုးတဲ့သားထုစိတ်ထဲမှာဖျားတာနေမိတယ်။အခုအန်နီယေကလွတ်မြောက်ပြီးရွာကိုပြန်ရောက်ရင်မုတ်ဆိုးအလုပ်ကိုထပ်မလုပ်တော့ဖို့သူကဆုံးဖြတ်ထားတယ်။ဒီကောင်ငါတို့အကြောင်းသိသွားလို့ပြေးပြီထင်တယ်။သူလမ်းပြောင်းနေတာအမောင်လေးမှရွာကိုပြန်နိုင်မှာမဟုတ်ဘူး။တော်တယ်ပဲရှိအောင်ပါတွေ့အောင်ရှာမယ်။ဟုတ်တယ်။ဒါဘိုင်းမဝသေးဘူး။ထပ်စားချက်နဲ့သမီးတို့အဲ့ဒီလူကိုတွေ့ရင်စားရမှာလား။စားရမှာပေါ့။အဲ့ဒီလူကိုတွေ့အောင်ရှာကြ
ပြီးရင်ဒိုမိသားစုအဝစားမယ်သူအနောက်ခက်လန်းလန်းကကြားနေရတဲ့တရေမိသားစုရဲ့အတန်တွေကြောင့်တာထူးစိတ်တွေကကြောက်လန့်စိတ်တွေဖုံးအုပ်သွားတယ်အဲ့ဒါနဲ့သူလည်းတရှိန်တို့ပြေးထွက်ပလိုက်တယ်ခလုတ်တိုက်လဲရတဲ့အချိန်ပေါင်းမနေပေမဲ့တကူလုံးတန်ရာတန်ချက်တွေရှားနေပေမဲ့သူကခရုမဆိုင်နေအားပါလက်တလောသူအသက်မသိဖို့သူပြေးနေရတယ်ဒူးလေးနဲ့မြားတံတွေလည်းဘမပြုတ်ကျကျင်းရေးခင်မှမသိပါနောက်ဘက်ကတရေမိသားစုတာထူးပြေးတန်ကြပြီးတော့သူရှိတဲ့နေရာကိုသိသွားတဲ့ပုံနဲ့ပြေးလိုက်လာကြပြီးတပ်ဖို့စကားတွေပြောနေကြတယ်သူရှိမှမီးရောင်မမိန်တွေ့တာကြောင့်တာထူးအားတက်သွားပေမဲ့နောက်ထပ်တရေတွေရှိနေတာလားဆိုပြီးတော့တွေးမိပြီးစိုးရိမ်စိတ်ကဝင်သွားပြန်တယ်တရေမဟုတ်ပဲလူသားဖြစ်ပါစေလို့ဆုတောင်းပြီးမီးရောင်ရှိတဲ့နေရာကိုသူကအတင်းပြေးလိုက်တယ်အနာရောင်မှမြင်ရတဲ့မီးရောင်ကမီးဖို့တစ်ခုကထွက်နေတာဖြစ်ပြီးတော့မီးဖို့ဘေးမှာတင်ပလေးခွေထိုင်နေသူကရသိကြီးတစ်ပါးဖြစ်နေတာတွေ့ရတယ်ရသိကြီးကြေတော်မူပါဖေ။တပည့်တော်အနောက်ကတရေမိသားစုလိုက်သက်ဖို့လိုက်လာလို့ပါဖေ။တာထူးကသူ့ရဲ့နောက်ကျောကိုမလုံစွာနဲ့အမောတကောအတန်နဲ့ရသိကြီးကိုအကူကြီးတောင်းတယ်။တခါကြီးသူများအသက်တွေတတ်တုံးကတခါကြီးစိတ်ကအခုလိုပဲဘလူတရေစီးသလိုစိတ်ဖြစ်နေခဲ့တာ။တခါကြီးကိုဘာရသိကဲတင်လိုက်ပါမယ်။ဘာရသိကဲလိုက်တဲ့အသက်တစ်ချောင်းကနောက်ထပ်အသက်တွေကိုတက်ဖြတ်နေတာမျိုးတော့အဖြစ်မခံစေခြင်းဘူး။တင်ပါဖေ။တပည့်တော်မုံဆိုးအလုပ်ကိုရာသက်ပန်ဆွန့်လို့ဖို့ဆုံးဖြတ်လိုက်ပါပြီဖေ။တခါကြီးအပြစ်ကြွေးဆက်ဖို့ဒီလောက်နဲ့မလုံလောက်သေးဘူး။ရသိရဟန်းဖြင့်3နှစ်ဝတ်ပြီးတော့ကောင်းမှုကုသိုလ်ဆောင်ရွက်စေခြင်းနဲ့3နှစ်ပြည့်ရင်လူပြန်ထွက်ရင်ထွက်နိုင်ပါတယ်။ရသိကြီးအဲ့ဒီအကုသိုလ်ကံကိုတပည့်တော်တို့လက်ကိုအပ်လိုက်ပါ။ဒီလူကဖျားနာနေပြီးတော့ပါကောင်လေးကိုတက်ဖြတ်နေတာကြပြီ။သူ့ဖုံးကန်မြင့်နေချိန်ကိုဘာမှလုပ်လို့မရနိုင်ပေမဲ့အခုသူ့ဖုံးကန်နှိမ့်နေချိန်မလို့တပည့်တော်တို့နဲ့ထည့်ပေးလိုက်ပါ။ဟာတရေမိသားစုလိုက်လာပြီ။ကဲပါအောင်ရသိကြီးကဲပါအောင်ဖေ။တပည့်တော်သူတို့နဲ့မထည့်လိုက်ပါနဲ့ဖေ။တာထူးနဲ့ရသိကြီးပြောဆိုနေကြချိန်မှာတရေမိသားစုကမလန်မကန်ကနေရောက်လာပြီးတော့တာထူးကိုအတင်းတောင်းနေတော့တာထူးကရသိကြီးနာပြေးကက်သွားပြီးကြောက်လက်တကြားနဲ့တောင်းပန်နေခြင်းဖြစ်တယ်။တခါကြီးနဲ့တကမကြီးတို့မိသားစုတွေအာကုသိုလ်ကံကြောင့်မကြွမလွတ်ပဲနဲ့နှစ်တွေအတော်ကြာနေခဲ့ပြီးကျွလွတ်ချိန်လည်းနီးပြီဆိုတော့နောက်ထပ်အာကုသိုလ်မရှိပါနဲ့တော့ပြန်ကြတော့ဒီတခါကြီးလည်းသူ့အမားသူနှောင်လာရနေပါပြီ။သူသာနောက်ထပ်သားကောင်လေးကိုအမဲလိုက်မယ်ဆိုရင်တပည့်တော်တို့သူ့ကိုအလွန်မပေးနိုင်ဘူးရသိကြီး။တရေမိသားစုကရသိကြီးကိုဦးချကတော့ပြီးလာရလန်းအတိုင်းပြန်လှည့်သွားကြတယ်။တပည့်တော်ဘာရသိလို့ရသိဝတ်ပြီးတော့ကောင်းမှုကုသိုလ်လုပ်ပါမယ်။လိုအပ်တာတွေသင်ပြလမ်းညွှန်ပေးပါဘာရသိ။ရသိကြီးကတာထူးစကားကိုကောင်းနေတယ်။ကဲဒီလိုဆိုရင်အရင်ကမုတ်ဆိုးဘဝကိုဒီနေရာမှာနှိကုံချုပ်ပြီးတော့ဘဝအသစ်တစ်ခုစကြတာပေါ့။ရသိကြီးကထိုင်ရကထိုင်ရက်ပြီးလက်ဆွဲမိအိမ်ကိုမိထွန်းသူ့ရဲ့လွယ်အိတ်ကိုလွယ်တောင်ဝေးကိုလက်တစ်ဖက်ကကန်ပြီးတော့တခြားလက်တစ်ဖက်ကမီးအိတ်ကန်ပြီးတော်ရဲကိုဝင်သွားတဲ့အခါတာထူးလည်းရသိကြီးနောက်ကလိုက်ပါလာခဲ့လိုက်တယ်။ကျုပ်ကိုဇလံပြောပြနေတဲ့ရသိကြီးကသူ့ဇလံကိုရက်လိုက်တယ်။ဒီအဖြစ်ပြက်ကကြားပြီလားဖေ။တာထူးကရောဘာဆက်ဖြစ်လဲ။3နှစ်ရသိဝတ်ပြီးတော့ပြန်ထွက်သွားလားဖေ။ဒီအဖြစ်ပြက်တွေနှစ်အတော်ကြာပြီဆိုတော့အခုကတိုင်တဲ့ရွာသားတွေတောင်မှအဲ့ဒီအဖြစ်ကိုမသိတော့ဘူး။တာထူးကတော့ရသိကြီးရဲ့လမ်းညွှန်ဆုံးမမှုအောက်မှာတင်ယူလိုက်နာရင်3နှစ်ပြည့်ပြီမဲ့လူမထွက်တော့ဘဲနဲ့ရသိကြီးနဲ့လမ်းခွဲပြီးကြိုက်တီယိုဖျားတောင်ပြီးတောတစ်ခုမှာတယောက်တည်းကျင့်ကြံအားထုတ်သွားနေတော့တယ်။တာထူးနဲ့ရသိကြီးအကြောင်းတပည့်တော်ကိုပြောပြတာတပည့်တော်ကိုမုတ်ဆိုးအလုပ်ကိုဆွတ်လွတ်စေခြင်းလို့လားဘာရသိ။ဘာရသိပြောတဲ့ဇလံကအခုချိန်ထိတကားကြီးအတွက်ဘာမှမထူးပါဘူး။တကားကြီးကမုတ်ဆိုးအလုပ်နဲ့တစ်သက်လုံးအသက်မွေးဝမ်းကြောင်းပြုမဲ့လူမျိုးဖြစ်နေတယ်။တကားကြီးနဲ့ဆုံရတော့မုတ်ဆိုးတွေဘဝအာကုသိုလ်နဲ့အဆုံးသတ်မလာတာပြောပြခြင်းလို့ပါ။ဘာရသိကလူဘဝတုန်းကတာထူးများဖြစ်နေမလား။ဒါမှမဟုတ်တာထူးကိုခေါ်သွားတဲ့ဘာရသိများဖြစ်နေမလား။တပည့်တော်အဲ့ဒီလိုတွေးမိပါတယ်ဖေ။တကားကြီးလူတွေလည်းလာကြပြီ။ဘာရသိလဲလာရအရက်ပြန်ကြွပါအောင်မယ်။ရသိကြီးကကျုပ်အမေကိုမဖြေပဲကျုပ်လူတွေလာကြောင်းပြောပြီးထိုင်ရကထပြီးတော့တောင်ဝေးတတောက်တောက်ထောက်ပြီးထွက်ခွာသွားတော့တယ်။ကျုပ်လည်းထွက်ခွာသွားတဲ့ရသိကြီးရဲ့နောက်ကျောကိုကြည့်ပြီးအတွေးများစွာနဲ့ကြံ့ရည်ခဲ့တော့တယ်။ကျုပ်လူတွေရောက်တော့ကြိုက်တီယိုဆန်တော်ရှင်ဖျားကြီးကိုဖူးမြော်ကတော့ပြီးတောင်အောက်ကိုပြန်ဆင်းလာခဲ့ကြတယ်။ကျုပ်ကလန်တလျှောက်ကျုပ်ကိုဇလန်လာပြောသွားတဲ့ရ
ရသေးကြီးကိုလိုက်ရှာကြည့်ပေမဲ့တောင်ချေရောက်တဲ့အထိရသေးကြီးကိုရှာမတွေ့ပဲပျောက်ချင်းမလားပျောက်ကွယ်နေတော့တယ်။ကျုပ်တို့တောင်ချေကင်မောစခန်းကိုရောက်တော့ညနေဆောင်မိုးချုပ်နေပြီ။အားလုံးကလည်းဖျားဖူးခရီးစဉ်မှာပျော်ရွှင်နေတာတွေ့ရလို့စိတ်ကျေနပ်ရမိတယ်။ကင်မောစခန်းထမင်းဆိုင်မှာထမင်းဆောင်ပြီးညအိတ်မနာတော့ပဲညပိုင်းမှာပဲအပြန်ခရီးကိုစတင်ခဲ့ကြတယ်။ရာသီဥတုကအေးစိမ့်နေတာမို့အနွေထဲဝစ်ပြီးကာပရင်ပေါင်မှန်ကနေတဆင့်အပြင်လောကကိုငေးကြည့်ရင်းနဲ့ကြိုက်တရိုးတောင်ပေါ်မှာတွေ့ခဲ့တဲ့ရသေးကြီးအကြောင်းပြန်ပြောင်းတွေးတောရင်းနဲ့ရှိနေတော့တယ်။ရသေးကြီးနဲ့ကျုပ်ကဘဝတစ်ခုမှာညီအကိုတော်ဆက်ဘူးတယ်လို့ပြောလာတဲ့စကားကအနှင်းငယ်တွေးစီရတော့ဖြစ်နေပါတော့တယ်။ဟုတ်ကဲ့ပါရှင်ခုကတော့စာရေးဆရာမြင့်ကိုလင်ကရေးသားထားတဲ့မုတ်ဆိုးဖိုးတိမ်နဲ့မိသားစုဖျားဖူးခရီးစဉ်အစဆုံးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်ရက်ဒီမှာလည်းဘလိုဇလန်လေးတွေကိုရွေးချယ်တင်ဆက်ပေးအောင်လဲဆိုတာကျမတို့ရဲ့Sango Story လေးကိုစောင့်မျှော်နှားဆင်ပေးကြပါအောင်ရှင်။လိုက်ပါနားဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။